မင်္ဂလာပါရှင်ကိုစီတင်တစီမျိုးတော်ချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ဒီချန်နယ်ကနေပရိသတ်များအတွက်ဇလံကောင်းများစွာကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတော့စာရေးဆရာမမန်ဆက်မှုရဲ့ရင်မောင်ပေစီနဲ့လေလွင့်ဝိညာဉ်ဆိုတဲ့ဇလံလေးရဲ့အပိုင်း6ကိုတင်ဆက်ပေးသွားမှာပါဇလံလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်မိမိသမီးကမိမိသမီးအရင်မှနော်ဒေါခင်လွမ်းအဝတ်တွေခောက်နေရသမီးဖြစ်သူမြယုံကိုကြည့်တယ်။ဘာဖြစ်ပြန်ပြီလဲရှုံ။သမီးဘယ်အချိန်ထိညိုသွေးအတွက်ပေးဆက်ပြီးနေရမှာလဲ။ဒေါခင်လွမ်းကဒီစကားကိုသူများကြားမှစိုးရိမ်စွာဘေးဘီကိုချောင်းကြည့်ပြီးဟဲ့ယုံစကားကိုတူတူပြောစမ်း။ဘာလို့ပေးဆက်နေရလဲ။ညီအတွက်ညီသိမခံနိုင်ဘူးလား။သမီးအတွက်ဟုတ်လားမေမေ။ဘာသမီးအတွက်လဲ။အရှာအားလုံးညိုသွေးကိုဦးစားပေးပြီးသူ့ရဲ့နောက်ကျောမှာပုံနေရတဲ့ဘဝသူကဖေဖေသမီးဟုတ်တယ်လို့သမီးကမိမေသမီးနှစ်ယောက်မျှတူဘာလို့မနေရတာလဲအေးညီအမဝမ်းကွဲတော်ရရုံသူ့ဘောခုချိန်မိမေတို့ကောင်းပြထားဖို့လိုတယ်သမီးကငယ်တော့မိမေတွေးနေတာတွေလိုက်မိမှာမဟုတ်ဘူးမမိဘူးအမေသမီးအရင်ထက်တူမကိုဦးစားပေးလို့နဲ့မိမေကိုသမီးမုန်းချင်လာပြီခိုင်းသိမ့်ချင်လို့နော်မိဘကိုပြင်းမနေရလားရှုံဘာမှမသိရင်မိမေပြောသလိုနေအချိန်တိုင်းမိမိစေတနာသမီးနားလည်လိမ့်မယ်မိမိဘာလို့အားလုံးသမီးအတွက်ပဲမိမိရဲ့တခါတလေယုံဝမ်းနေလို့ပါမှတ်ထားသမီးမိမိဘဝမှာအချစ်ဆုံးဟာသမီးပဲမိမိလောက်တန်အားလုံးသမီးအတွက်ပဲညယုံကောင်းချင်းပြတယ်မိမိပြောတာကိုယုံတယ်မိမိကသူ့ပြောတဲ့စကားအတိုင်းတည်တယ်အဝတ်တွေခောက်သိမ်းပြီးတော့ဒေါခင်လွမ်းသွားအိတ်တော့ယုံအသွေးလည်းအိပ်ရဝင်ပြီးထင်တယ်တခင်မအိပ်ပြီးထင်တယ်သူကစိတ်တိုင်းကြနေခွင့်ရတာလေအိမ်နှုတ်ဆိုတာလှုပ်ချင်လို့မလှုပ်ချင်နေဘာမှမဖြစ်ဘူးဒေါခင်လွမ်းကသမီးကိုကြည့်ပြီးပြုံးတယ်သမီးကကောင်းတယ်ထင်နေရလားအသွေးဒီနိုနေရတာမကောင်းလို့လားမေမေဒေါခင်လွမ်းအဓိပ္ပာယ်ပါပြုံးပြီးမေမေတို့မြမအတိုင်းဝိုင်းတွေမှာအိမ်မှုကိစ္စမနိုင်နေတဲ့မိန်းကလေးတယောက်ကဒီနေ့ရောက်ခမအိမ်ကိုရောက်ရင်မျက်နှာရှိပါမလားရရုံကောင်းခါပြတယ်မညူကအသွေးမှအသွေးဖြစ်နေတာဒီကောင်မလေးသူ့ချွေးမဖြစ်လာတဲ့တနေ့အသွေးဆိုပြီးချစ်နိုင်အောင်မလားကြည့်ရမယ်ချွေးမဟုတ်လားမေ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 ကကိုနဲ့ညိုသေးကိုသဘောတူရလားအမေဖြစ်သူစကားကိုသဘောမကျစွာမျှယုံဆိုတယ်ဒေါခင်လွမ်းကသမီးကိုအကဲခတ်တယ်လို့ကြည့်ပြီးမညူကအသွေးကိုချွေးမမှန်းနေတာအတိအသားကြီးလေမေမေသဘောတူစရာလိုလို့လားသူတို့ကိုယ်တိုင်လိုလားနေတာသမီးသဘောမကျဘူးမေမေဘာလို့လဲရှုံမေမေကိုပြောပြပါလားသမီးကိုရဲ့မိန်းကလေးဖြစ်ချင်တဲ့အမေသမီးဖြစ်သူအံ့ဩတယ်လို့တစ်ချက်ကြည့်ပြီးမေမေထင်တော့ထင်ပေမဲ့မဟုတ်တော့ဘူးတွေးနေတာဒါပေမဲ့မညိုကတော့သမီးကိုမျက်လုံးနဲ့ရှိဖို့မပေါ်ဘူးနော်အသွေးမှအသွေးရမရှိနဲ့တကယ်ဖြစ်လာရင်လက်ခံရမှာပဲမေမေသမီးကဘာလို့စိုးလို့ကျင်တာလဲညယုံသူ့အမေနာကက်ပြီးခတ်တိုးတိုးပြောတယ်ဒေါခင်လွမ်းသမီးကိုအံ့ဩဟန်ကြည့်ပြီးမေမေတို့ချင်းနေကြည့်ကြတာပေါ့သွားအိတ်တော့နောက်ကျနေပြီဟုတ်ကဲ့မမေအိမ်လုံးမှန်သမျှညယုံနဲ့ဒေါခင်လွမ်းမဲတိုင်းမဲလှုပ်ပြီးညိုသွေးကိုဘာတစ်ခုမှမခိုင်းမဲမင်းသမီးတို့ထားတယ်ဥပဝါလည်းသူ့သမီးပေါ်ကောင်းပေးတဲ့ဒေါခင်လွမ်းကိုကျေးဇူးတင်တယ်လို့အချစ်ပူရတယ်မိဘမဲ့သမီးလေးကိုညစ်တာတွေပေးရှာသူအဖြစ်အမတ်တွေတိုးပြီးမယားဖြစ်သူကိုအဆဆရရယုံကြည်ခဲ့တယ်သမီးချင်းအတူတူကိုသမီးကိုပဲအဆဆရရအေးပေးလို့ညယုံပေါ်တခါတလေအားနာမိတယ်။တန်းတူဆက်ဆံမှုပြောပေမဲ့ရုံကကြုတ်ရှိတဲ့ကိုပိုသမီးအသွေးကမမမရှိတော့ဘူး။မမကိုလွမ်းပြီးစိတ်အားငယ်နေတာမျိုးကျုပ်ကမဖြစ်စေချင်ဘူး။အဲ့လိုဖြစ်ရတယ်ဆိုရင်ကျုပ်မှလိုအပ်နေလို့ပဲ။သဘောထားပြည့်တဲ့မိမရဲ့လို့ဥပုံမှာလေးစားမစုံ။သမီးအတွက်နောက်ထပ်မိမယူမိတာနောင်တမရမိတော့။တင်မောလက်တန်းကနေညစ်သေးငေးကြည့်ရင်ညူသွေးသဘောကျနေတယ်။တင်မောခုံမောင်မီထိုးထွက်လာမှုကြောင့်ရေတွေအမြုပ်ထနေရကြည့်ပြီးမြင်ကွင်းအသစ်ဆန်းတွေငေးရင်ပါလာခဲ့တယ်။မြေကမ်းဘေးနားတောင်ဖြစ်နေတဲ့နေရာတွေမြေကမ်းဘေးနားဒီမျက်စိပင်နဲ့တူတဲ့အမွှားမွှားတွေနဲ့လှနေကြတဲ့မျက်ချုံတော်တွေကတဘာဝအလှတရားစစ်စစ်တွေပဲဒီလိုမြင်ကွင်းမျိုးရွာသူလေးညိုသွေးအတွက်ပထမဆုံးမြင်ပူးခြင်းပဲတင်မောကန်ကနေစခွာခြင်းမှဆိုရင်ဇင်ုံငှက်တွေတင်မောနာကနေလိုက်လာပြီးအစာတောင်းကြတာချစ်စရာကောင်းလာတယ်။ဝယ်ထားတဲ့ပေါင်မုံတုပ်တွေကပေါင်မုံတွေဖဲ့ပြီးပြည့်ကြွတော့
လေထဲပြန်ပြီးဖမ်းကြတာတကယ်ကိုကျွမ်းကျင်သူတွေလားအစာကျွေးရနောက်လိုက်ပါလာရင်ကန်းနဲ့ဝေးလာတော့ဆက်မလိုက်တော့ပဲနောက်ချန်ပြီးပြန်ဝဲပြီးကြံခဲ့ကြတယ်ပျော်နေလားသူညိုသွေးပြုံးပြီးလှည့်ကြည့်ပြီးတော့မြေဘက်မျက်နှာပြန်မူပြီးလေတိုးတဲ့ရတာကိုခံစားနေတယ်နောက်နှစ်တွေနဲ့တို့တွေအလဲသွားမယ်နော်ညိုသွေးမျက်လုံးမိတ်ပြီးလေတိုးတဲ့ရတာကိုခံစားရင်ခေါင်းငိမ့်ပြတယ်ဝေးဝေးလန်လန်အလဲပတ်တခါမှမထွက်ဘူးတဲ့သူ့အနေနဲ့ဒီနိုရေလန်းခင်းကြီးကိုပထမဆုံးထွက်ရတာအသစ်ဆန်းဖြစ်နေတယ်ဟဲ့လုပ်ကြပါဦးကောင်မလေးတယောက်ရေထဲကျသွားလို့တစုံတယောက်ရဲ့စောင့်တုံးမှုနဲ့အရှိန်နှုံပြီးရေထဲကျပြီးတော့အေးဆက်တဲ့အထီးတွေ့ရင်နဲ့အတူဒီစကားကိုသူနောက်ဆုံးကြားလိုက်ရတယ်ရေမွန်းလာမှုနဲ့အတူသွေးယူသွေးတန်းရေထဲသူရုံးကန်နေတာပဲနောက်ဆုံးသိနေရတယ်ရှင်ကောင်းနဲ့မုန်းကြက်လာတဲ့ခံစားမှုနဲ့အတူသူ့ရဲ့အသည့်တွေအမှောင်ဖုံးသွားတယ်တတုတ်တုံမြည်နေတဲ့နှလုံးခုန်တန်းတွေနဲ့ချွေးတွေရွှဲပြီးမောဟိုက်ပြီးတော့နိုးလာတယ်ပါဇက်ကနေတက်ရှူကျက်ပြီးညင်းညူမိရဲ့အထိပဲချွေးတွေကိုလက်နဲ့တုပ်ပြီးအိယာဘေးမှာထားတဲ့ရေတကားကိုယူပြီးရေခွက်ထဲထည့်ပြီးတော့မော့တောက်တယ်အိမ်မက်ကိုပြန်တွေးပြီးခုထိနူကကြုံငရင်အိမ်မက်ထဲမှာသူ့ကိုစကားပြောတဲ့သူမမှတ်မိဘူးဘသူမှမျက်နှာကိုပုံဖော်လို့မရတာစိုးတယ်စကားလာပြောတာဘသူလဲရေထဲတွန်းချလိုက်တာဘသူလဲဆိုတဲ့မိကုံးကရင်ထဲပဲ့တင်ထက်နေတယ်ဒီအိမ်မက်ကိုသူရဲ့ချားမကြခဏမက်နေပေမဲ့အိမ်မက်ထဲရလို့သူခုထိမသိရသေးဘူးဒီရွာနေခုချိန်ထိဘယ်မှမရောက်ဘူးတဲ့သူကဘယ်ကိုသွားလို့တင်မောကိုစီးနေရလဲညိုသွေးရေမိမိမနစ်စာစားဖို့ခေါ်နေတယ်ညိုသွေးမြယုံခေါင်းငိမ့်ပြပြီးဖះဆောင်တန်ရှင်းလုံနေတာကိုဆက်လုပ်တယ်အိမ်မက်တွေကတမျိုးကြီးမို့ညိုသွေးဘာသာရေးပဲလှုပ်ချင်တယ်ဒီအတိုင်းဆိုစိတ်တွေကဘာလို့စိတ်မချဖြစ်နေမှမသိတဲ့ခံစားချက်မျိုးနဲ့လေးလံထိုင်းမိုင်းနေတော့မှတဏီကုံနေစဉ်ရက်ဆက်ပဲလှုပ်ရှားရှိရပြီးတော့မနက်စာစားဖို့ထွက်လာတယ်အိမ်လုပ်တွေသူ့လှုပ်ဖို့လှုပ်တိုင်းတင်းလေးလွမ်းပေးမလုပ်ဘူးအသွေးနာနာနေမမေလုပ်မယ်ပြောပြီးတော့ဘာမှပေးမလုပ်တာကြောင့်သူလဲတကူးတကဝင်မလုပ်ဖြစ်တော့တင်းလေးလွမ်းသူ့ကိုယ်သူမေလို့သုံးပေမဲ့ညိုသွေးကတင်းလေးလွမ်းလိုပဲဒီနေ့ထိခေါ်နေမိတယ်နှုတ်ကျိုးနေတဲ့ခေါ်ခေါ်တစ်ခုမေဆိုပြီးပြောင်းလဲဖို့မလွယ်ဘူးကို့မေမဟုတ်မှန်းသိနေတော့ခေါ်ကျင်စိတ်နဲ့မရှိတာပါတယ်ဘလောက်ပဲအမေနေရာရောက်တယ်ဆိုအတော်ဆိုတဲ့သိရတာပုံသေးဖြစ်နေတယ်ညိုသွေးထမင်းပွဲကိုရောက်လာတော့လာသမီးမေတို့စောင့်နေတာသမီးဖေဖေတောင်စားပြီးလို့လဲလဲဆင်းသွားပြီသမီးကြိုင်နွားနှုတ်ရလို့ပြည့်ပြည့်လေးကြိုထားတယ်မလိုက်နွေးကြီးပဲအီကြကွေးကိုရုံကိုယ်တိုင်သွားဝယ်ထားတာနွားနှုတ်မလိုက်ခဲတွေအီကြကွေးနှစ်ပြီးစားရတာညိုသွေးအရန်ကြိုက်ပြီးမမက်ဆက်ဆက်ရှိတယ်ညိုသွေးဒေါခင်လွမ်းကိုပြုံးကြည့်ပြီးတော့ကျေးဇူးပဲတီနေလွမ်းအသွေးအရန်ကြိုက်တာမေသိတာပေါ့တီနိုလည်းအသွေးကြိုက်မြင်မနေနိုင်အမြဲလှုပ်ပေးမိတာအသွေးသိပါတယ်တီနေလွမ်းဒီစကားပြောပြီးအီကြကွေးနှစ်ချောင်းပူးနေတာကိုဆွဲခွာပြီးတော့နွားနှုတ်ထဲနှစ်ပြီးအပါတဲ့ဟာစားတယ်ညယုံကနိုးမကြိုက်ဘူးမကြိုက်ပေမဲ့အင်ကြီးရှင်မင်းသမီးအကြိုင်လိုက်စားရတယ်မေကစေးကတ်တဲ့အိမ်ရှင်မမှုအမျိုးအစားမြမဆဆမလုပ်ဘူးညိုသွေးဖေနဲ့ညိုသွေးကြိုက်တာဦးစားပေးလှုပ်ကြွေးချက်ကြွေးတယ်ဒီတော့ဒီအိမ်မှာကို့အကြိုက်ဆိုတာမရှိဘူးညိုသွေးစားတော့ပြီးတော့နေရာထွက်သွားတဲ့ချိန်ညယုံအမေဖြစ်သူမကြည်မနှက်ကြည့်ပြီးညိုသွေးအတွက်နွားနိုးနဲ့အကြာကွေးဆိုရင်လေသမီးအတွက်ပဲပြုတ်စီစံလေးပို့လောက်ထားတာဘာဖြစ်လဲအကြာကွေးနဲ့ဘလို့မှမလိုက်ဖက်တဲ့နှုတ်မတောက်ချင်ပါဘူးဆိုအမြဲပဲတောက်နေရတယ်အပူကုန်နေယုံလူလေးယောက်လေးမျိုးလောက်ရအောင်ကဘာတန်းကျွေတထေးအိမ်မဟုတ်ဘူးယုံပဲပြုတ်ဖို့ကဘလောက်ရှိမှလဲဒေါခင်လွမ်းမြယုံခက်တီတီကြည့်ပြီးဘလောက်မှမရှိပေမဲ့တယောက်နင်းနဲ့တယောက်တစ်မျိုးစီ၄မျိုးဖြစ်သွားရင်ငွေစုစုပါမတူတော့တစ်မျိုးတည်းကို၄ယောက်စာစုလုပ်တာနဲ့မတူဘူးယုံမလိုအပ်ပဲပတ်စံနေမဖြုံးတီးနဲ့ကိုပတ်စံလို့တွေးပြီးစေးစေးဖို့သုံးတတ်ဖို့လိုတယ်မိရဲ့ရှုံတို့နေတာဒါလောက်စေးကပ်ဖို့လိုလို့လားဒီမှာယုံနှမ်းစီဆိုတဲ့အစီကနှမ်းတစေချင်းစီကနေဖြစ်လာတာတစေတွေအများကြီးစုမိလာရနှမ်းစီဖြစ်အောင်လုပ်လို့ရလာတာငွေဆိုတာလေတပြားနှစ်ပြားအစနှမျောတန်စုဆောင်းတန်မှပမာဏများတဲ့ငွေကိုပိုင်ဆိုင်ရမှာမနှမျောတန်ရင်သေးကြတယ်တပြားနှစ်ပြားအစာပြု3တက်ရ10ပြား5ပြားနဲ့တဖြည်းဖြည်းများပြားလာတဲ့ပမာဏကိုသုံးဖို့ဝင်မလေးတော့မသိဘူးမယားသမီးကတော့စိတ်ရှိတယ်လို့မနေရလို့တားစိတ်ဖိစီရပဲသိရဲ့စိတ်ရှိပါသမီးရဲ့ကို့ပိုင်ဖြစ်တဲ့တနေ့တော့မတွက်ချက်ပဲနေနိုင်စားနိုင်တော့မှာပါ
ခုချိန်ကတော့စုဆောင်းနေတဲ့အချိန်မို့စိတ်ကိုထိမ့်ချုပ်ထားစမ်းပါမိမိပြောတဲ့တိတ်ပဲကိုသဘောပေါက်စွာသူကောင်းငိမ့်နေညိုသွေးကတော့မိုးထက်ကိုတို့အိမ်ကိုထွက်သွားပြီးထင်တယ်မိုးထက်ကိုအမေနဲ့တအားတတ်တယ်ပြီးညိုသွေးမသွားရင်ဟိုကလူလှုပ်ပြီးလာခေါ်ခိုင်းတတ်တယ်ကို့ပေါ်လေဒီလိုလေးဆက်ဆံစေခြင်းပေမဲ့အဖွားကြီးကကို့ကိုဆိုရင်ညနေသားတစ်ချက်မှမပေးဘူးဘာကြောင့်လဲလို့လူငယ်စိတ်နဲ့ပြောင်းမေးလိုက်ခြင်းပေမဲ့မမေးတာလို့နှုတ်ပိတ်နေရတဲ့ဘဝမျိုးအသွေးလေးကဘာလို့လှုပ်ချင်တာလဲအိမ်မှာတီနီးလွမ်းအသွေးဆိုရင်ဘာမှပေးမလုပ်ဘူးလေပြင်းတာပေါ့တီညိုရဲ့သွေးကချက်ရပြောရတာဝါသနာပါတယ်အသွေးဝင်လို့ရင်လက်ထိမဲပူလောင်မဲနဲ့ပြာတားခန့်လို့အသွေးဝင်မလုပ်တော့တာမခင်လွမ်းမိရွေးဆိုပေမဲ့သမီးပေါ်တကယ်ကောင်းရှာတာတကယ်ကိုဂယုစိုက်လွန်းနေအဲ့ဒါတော့ဟုတ်တယ်တီညိုတခါတလေရုံကိုအရန်အားနာမိတယ်ရုံကိုသမီးနဲ့တန်းတူပဲထားစီကြတာဟုတ်တယ်နော်ရုံကိုတီနွမ်းတားဖိနေတယ်လို့ပဲသမီးမြင်ပေါ့မိုးထက်ကိုရဲ့အမကြီးကဝင်ပြောတယ်ဒေါ်ညိုတင်းကတော့ဘာမှပြန်မပြောဘူးသူ့စိတ်ထဲဒီအချက်ကိုဘဝင်မကျဖြစ်နေတာအမှန်ပဲသမီးအရင်ထက်တူမပေါ်ပါစားပေးနေတဲ့မခင်လွမ်းရဲ့စိတ်ကအပေါ်ရန်လားအတွင်းစိတ်လားဆိုတာကာယကံရှင်မင်းပူသိနိုင်တော့မယ်လူအကြောင်းပေါင်းကြီးမှသိဆိုပေမဲ့မာယာအများဆုံးကလည်းလူပဲမို့လားညိုသွင်းနဲ့မြရုံတို့တက္ကသိုလ်တပူမျိုးကိုသွားရတယ်နှစ်ယောက်လုံးတကြောင်တည်းမေးကြတဲ့မို့ညီမတွေအတူတူမျိုးသွားဖို့နှစ်ယောက်သားကားစီးနာတယ်ပစ္စည်းတွေကားခေါင်မှုပေါ်တင်ပြီးညီမနှစ်ယောက်ခေါင်းကမ်းမှာထိုင်စီတယ်မြို့မှာကြောက်တတ်တာပြောစရာကောင်းမှနော်ညိုသွေးစိတ်လှုပ်ရှားနေတဲ့မြယုံညိုသွေးပြုံးကြည့်ပြီးဒီလိုပဲပြောကြတာပဲညိုသွေးလည်းမတက်ဘူးသေးတော့မသိဘူးမြို့ရောက်ရင်ရုပ်ရှင်ကြည့်အောင်ရုပ်ရှင်မှာတွားကြည့်ရတားမိုက်တယ်ပြောတယ်ကြောင်းတော့မတက်ရသေးဘူးဒါတော့သိရပါဟုတ်လားယုံမြယုံသွားပေါ်အောင်ရှိပြီးလိုက်မိထားတာမြို့မှာဘာတွေရှိတယ်ပြောစရာကောင်းလဲဆိုတာပြမန်းခံလို့ယုံရင်ကိုမသိနေကိုထက်ကိုမေးလို့ရတာပဲဒီတော့မှမြယုံကဟုတ်သားကိုကိုမေ့နေတာယုံတို့သွားကျင်လောက်ကျင်တာကိုကိုကူညီတောင်းလို့ရနေတာပဲပြောရင်ညိုသွေးကိုကြည့်တော့ညိုသွေးကားပြင်ပငေးကြည့်နေတာတွေ့ရတယ်မြယုံကရွာမှာပဲနေခဲ့ရပြီးခုမှမြို့ကိုသွားရလို့စိတ်နှုတ်ရှားမှုနဲ့လူကပျော်ရွှင်နေတယ်ညိုသွေးကိုကြည့်ပြီးပြုံးလိုက်ပြီးတော့ရှေ့ဘက်အကြည့်ပို့ပြီးစိတ်ကူးတဲ့အစီအစဉ်တွေတွေးရင်လိုက်ပါလာတယ်မိုးထက်ကိုရဲ့ကြိုတင်စီစဉ်ထားပေးမှုနဲ့နေစရာအဆောင်စီတန်းသွားခဲ့တယ်မိုးထက်ကတစ်နှစ်စောသူမှုညိုသွေးတို့အတွက်ကြိုတင်စီစဉ်ထားပေးလို့ရတယ်နှစ်ယောက်ခန်းယူပြီးညီမနှစ်ယောက်တူတူနေခဲ့ကြတယ်စာသင်နေ့တစ်နှစ်တိုင်ကာလပတ်လုံးအစင်မပြေတာမရှိဘဲချုံးမွေ့ခဲ့တယ်အဆောင်မှာတူတူနေသူမွန်တိုင်းရင်သူလေးကသူတို့နေတဲ့ရွာကိုအလဲလိုက်ဖို့ဖိတ်ခေါ်တယ်ကျောင်းသားဘဝမှာပဲဒီလိုအခွင့်အရေးမျိုးကရတာဒါကြောင့်အလဲလိုက်ဖို့သဘောတူပြီးတူတူလိုက်ပါခဲ့တယ်အလဲခင်းကြီးကပျော်စရာကောင်းခဲ့တယ်တိုင်းရင်သူမွန်မာလေးကမြစ်တစ်ဖက်ကရင်းနေကျွန်းမှာတည်ရှိတဲ့သူတို့ရွာလေးစီကိုအလဲပတ်ခေါ်ခဲ့တယ်ပေါင်းမှုပါတဲ့စက်တက်ထားတဲ့လှေနဲ့သွားရတယ်လို့စက်လို့ခေါ်တဲ့အရာနဲ့လည်းသွားလို့ရတယ်သူတို့သွားပြစ်တာစက်နဲ့စက်ပေါ်မှာခွေးချေကုံပူလေးပေါ်မှာထိုင်ပြီးသူတို့တငယ်ချင်းအုပ်စုတွေလိုက်ပါလာကြတယ်တွေ့ကြုံသင့်မှုအားလုံးစိတ်နှုတ်ရှားပြီးပျော်ရွှင်နေကြတယ်ကမ်းမခွာခင်စင်နာဝင်းကျင်မှာဇင်ယုံငှက်တွေပြန်ဝဲပြီးအစာတောင်းနေကြတယ်ဈေးတွေကလည်းကမ်းကနေစက်ပေါ်ခုံတက်ခုံဆင်းလုပ်ပြီးခီးတယ်တွေကိုဈေးနဲ့လည်းရှောင်းနေကြတယ်မုံတဲ့အစုံရှိတယ်လို့ဈေးတယ်တွေလည်းအတော်စုံနေဒီဈေးတယ်တွေဈေးရောက်တဲ့ပုံစံကိုညိုသွေးသဘောကျတယ်ရှိစရာဟာတာပြက်လုံးတွေပြောပြီးသူတို့ဈေးကောင်းကြောင်အညွှန်းတင်ပြီးဈေးရောက်သွားတယ်ညိုသွေးကနမူနာလာကျွေးတဲ့ဈေးကိုစားလိုက်ဈေးရောက်တဲ့သူပြောတဲ့ဟာတာတွေနားထောင်ပြီးရှိနိုင်နဲ့ပျော်နေခဲ့တယ်အလင်းဖိတ်ခေါ်တဲ့မွန်တိုင်းရင်သူရဲ့ရွာတိုင်းရိုက်မရဘူးစက်စိတ်မှာရှက်တော့စက်ပေါ်ကနေဆင်းပြီးစက်စိတ်မှာရှက်ထားတဲ့ချစ်ပလက်ကားကြီးပေါ်ငပိသိမ့်ကျင်းသိမ့်တက်ရတယ်တနေ့ကားတစ်စီးပဲအထွက်ရှိတယ်တဲ့ပစ္စည်းတွေရောလူရောစုပြုံတင်ပြီးတက်ကြရတယ်အားလုံးအဆင်ပြေတယ်လို့ကျဉ်ညက်ပြုတ်သိပ်ပြီးထိုင်ပြီးရတော့ကားကမထွက်သေးဘူးတခြားကန်းကမ်းပဲစက်လီအကျိုးထက်ဆောင်နေသေးတယ်လူတွေကိုငပိသိမ့်တယ်လို့သိပ်ပြီးပစံရှာတဲ့ပုံစံမျိုးညရုံမျက်နှာရှုံမဲ့နေတယ်လူတွေကြားညက်ပြီးလူစော်နှံတယ်လို့နေရခတ်တာလည်းပါမှာပေါ့ညိုသွေးကအတွေ့အကြုံတစ်ကိုသဘောကျပြီးသူ့နာလူတွေပြောဆိုလှုပ်ရှားတာကိုလိုက်ကြည့်နေတယ်ပေါင်မုံနဲ့စက်လီတက်ထားတဲ့လှေတစ်စီးကန်းကန်လာတော့ဆင်းလာတဲ့လူတွေကိုတင်ပြီးကားဆထွက်တယ်တရွာပြီးတရွာဝင်ပြီးလူတွေချတယ်သူတို့စင်းရမိတ်ရွာဘယ်နေရွာမြောက်မန်းတော့မသိဘူးတလန်းလုံးဖုံတွေထပြီးဖ
ဖုံတော်ရင်ဝစ်နေကြရတော့ရွာနမဲကိုကားသမားအော်ကျင်ရောက်မှအိမ်ရှင်တိုင်းရင်သူလေးကရောက်ပြီသေးရင်တို့စင်းမယ်ကားတိုင်းရင်သူလေးရဲ့အိမ်ရှိတဲတဲ့မှုသူတို့အားလုံးထုတ်တွေတဲဖို့တက်တာသွားတယ်ကားပေါ်ကဆင်းပြီးတော့အားလုံးတယောက်ကိုတယောက်ကြည့်ပြီးလက်ညှိုးထိုးပြီးအော်ရီကြတော့တယ်အကုန်လုံးဖုံတွေနဲ့ဖွေးဖွေးဖြူပြီးညောက်ဖြူတွေလိုပြစ်နေကြတယ်ရွာဖျားပွဲရှိချိန်မှုညဘက်နွားလင်းနဲ့ဖျားပွဲသွားရတာလေပြောစရာတခုနွားပွဲကြည့်ရတာတော့ညိုသွေးအမှတ်တရရှိဆုံးပဲနွားနှကောင်ဝေးတာကိုလူတွေဝိုင်းကြည့်ရခြင်းဖြစ်ပြီးဒီနွားနှကောင်တွေကတကောင်ရှုံးပြီးခြေဦးတင်ရပြေးတဲ့အခါဒီအရက်မှရှိတဲ့လူအုပ်ကြီးကထမိန်မနိုင်ပစိုးမနိုင်အော်ပြေးရတယ်ကွင်းထဲမှာနွားပွဲလှုပ်ခြင်းမှုကွင်းပြောင်ပြောင်နဲ့လူအုပ်ကြီးကဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နဲ့ရှိနေတော့တယ်ညိုသွေးတို့ကတော့ပြေးရမှကြောက်လို့အဝေးကနေပဲကြည့်ကြတယ်နွားပွဲကိုစိတ်ဝင်စားသူအတော်များတယ်ယောက်ျားမိန်းမကွင်းပြင်နဲ့ဖွေးဖွေးလှုပ်နေတယ်အဲ့ဒီရွာမှာဖျားတွေပက်ဖို့ရွာနာနီးပါးရှောက်နေပြီးတော့တပတ်လောက်ရှိတဲ့ချိန်သူတို့တွေပြန်လာကြတယ်ဆက်စီးပြီးပြန်လာခြင်းပဲဆက်စီးပြီးပြန်လာတဲ့ချိန်ညိုသွေးစိတ်တွေလေးပင်နေတယ်အပြန်ခရီးမှာအလဲသွားကြတဲ့သူတို့တငယ်ချင်းတစုသာအစာလာတောင်းတဲ့စင်ရော်တွေကိုလည်းအစာမကျွေးပဲငေးယုံငေးနေမိတယ်သူ့စိတ်ထဲဒီမြင်ကွင်းဒီအနေထားကိုရင်းနှီးကျွမ်းဝင်နေပေမဲ့ဘာလို့ရင်းနှီးနေမှမသိဘူးပျော်လာသွေဟင်ဒီစကားကိုငါတနေ့မှကြားဘူးနေတယ်သူတွေးနေတော့နောက်နေ့ကျရင်အလဲသွားအောင်မယ်နော်ညိုသွေးနားရည်ဝနေတဲ့ဒီစကားအတွက်ရင်ထဲထိတ်ခနဲဖြစ်ပြီးနောက်ကိုလှည့်ကြည့်ဖို့လှုပ်ချိန်တစုံတယောက်ရဲ့စောင့်တုံမှုကြောင့်ညစ်ထဲထိုးဆင်းသွားတော့တယ်ညစ်ထဲသူပြုတ်ကျသွားတဲ့ချိန်လက်တန်းကနေသူ့မဲပြုံးပြုံးပြီးကြည့်နေတဲ့သူအံ့ဩစွာကြည့်ရင်သူ့ခန္ဓာကိုရေထဲဘွမ်းကနေကျပြီးနှိမ့်မြုပ်သွားတယ်ရေထဲအသက်ကိုငမ်းမရရှူမိတော့ရေတွေပါစက်ထဲဝင်လာတယ်တဖြည်းဖြည်းအသက်ရှူကျက်ပြီးရင်ဘတ်တစ်ခုလုံးပေါက်ကွဲမတက်တင်းကျပ်လာတယ်။ကိုညီရှာလို့ရှာညာလက်တွေခြေတွေလှုပ်ရှားကြည့်ပြီးမြည်ရေမကူးတဲ့သူ့အတွက်အချင်းနေပဲနောက်ဆုံးရင်ထဲတင်းကျပ်မှုမခံနိုင်တဲ့နောက်သူ့ရဲ့အသည့်တွေအမှောင်ဖုံးသွားတော့တယ်။ဖက်ခနဲ့မျက်လုံးတွေပွင့်လာပြီးအိမ်မက်ကိုပြန်မြင်အောင်မိတယ်။ရှေးရည်စံမျက်လုံးနဲ့ရေထဲကျသွားတဲ့သူ့ကိုလက်တန်းကမဲပြုံးပြုံးပြီးကြည့်နေတဲ့လူကိုပဲမြင်အောင်နေမိတယ်။အိမ်မက်ကဘလို့ကြီးလဲစိတ်ထဲတွေးပြီးဘာလို့ဒီလိုမက်နေရလဲစိတ်တွေလေးလိုက်တာဒေါ်သိမ်းမူကရှေးရည်ဆက်တလုံးလုံးဖြစ်နေလို့သမီးအိတ်မပြောဘူးလားအစိုးကြီးနိုးနေရလားမမေနိုးသွားရလားသမီးကြောင့်နိုးသွားရပြီမဆိုင်ပါဘူးကွယ်အိတ်ရပြောင်းလို့သမီးအိတ်မရဘူးထင်တယ်မဟုတ်ဘူးမမေရှေးအိတ်မက်မက်လို့အိတ်မက်ကဘလို့ကြီးမှမသိဘူးအိတ်မက်ပဲသမီးရဲ့သွေးလေခြောက်ချတဲ့ခါဒီလိုပဲမက်တက်တာပဲမဟုတ်ဘူးမမေဒီအိတ်မက်ကထူးခြားနေတယ်သမီးအိမ်မက်မက်ခဲတယ်မှတ်မိလဲခဲတယ်ခုကထင်းထင်းရှားရှားမှတ်မိနေတာဘာအိမ်မက်မို့လဲအိမ်မက်ထဲမှာသမီးရေလန်းခင်းကြီးကိုသွားနေတာအဲ့ဒါသမီးကိုလူတစ်ယောက်ကရေထဲတွန်းချပြီးမဲပြုံးပြုံးပြီးကြည့်နေတယ်သူ့ဘသူလဲမှတ်မိလားမမှတ်မိဘူးသိချမမြင်အောင်မမေဒီအတိုင်းမှတ်တာဖြစ်မှာပါသမီးလေးဒီလိုမျောလင့်တာပဲခတ်တာသမီးစိတ်တွေလေးနေတယ်ပြန်အိတ်လိုက်အောင်သမီးမြစ်တာတုံလေးပူဇော်နေလိုက်အိမ်မဆိုးမမက်ရအောင်ဟုတ်ကဲ့မမေရှေးရည်စံမျက်လုံးမှိတ်ပြီးပြန်အိပ်ဖို့ကြိုးစားတယ်အမေပြောသလိုမြစ်တာတုံကိုစိတ်နဲ့ရွတ်ဆိုပြီးပူဇော်တယ်အိမ်မဆိုးမက်မှာဆိုလို့သူပြန်မအိတ်ချင်တော့အိမ်မက်တွေကိုသူကြောက်တယ်ဒီအိမ်မက်ဆိုးတွေကအပြင်မှာတကယ်ကြုံတွေ့ရသလိုသူ့ကိုခံစားစေတာမို့အိမ်မက်မှာသူသိမလောက်ကြောက်တယ်မမေချမ်းမမဧည့်သည်ဘသူလဲမောင်အုတ်ရှိရွာဟိုလူလေမမေလိပ်စာပေးလိုက်တဲ့လူအော်ရောက်လာပြီလားတော်စိတ်နှောတဲ့လူပဲထဲကိုဝင်ခိုင်းလိုက်တော်ထိတ်တင်မျိုးဧကန်ကခုံမှထိုင်ပြီးရောက်လာသူကြိုနေတယ်ဒီအချိန်အုတ်ရှိရွာမိုးထက်ကိုရောက်လာတယ်ချက်ချင်းကိုပဲလိုက်လာတာနော်ကျွန်တော်မစောင့်နိုင်တော့ဘူးအန်ဒီအသွေးကိုတွေ့ုံမဲ့တွေ့လဲရပြီအသွေးကကျွန်တော်မသိနေရလက်မခံနိုင်ဘူးကလေးမမောင်ရင်ကိုတကယ်မသိတာ तू ကမသိပါဘူးပြောနေတာဘာကြောင့် तू မ तू သေးကြနေရလဲဒါကလွဲပါတယ်အသွေးဘသူဆိုတာကျွန်တော်မှအမှတ်သားရှိတယ်အမှန်တမ်းဟုတ်လားမင်းအနေနဲ့သိကြလားသိကြတယ် तू ကအသွေးပဲအဲ့ဒီအမှတ်သားသူ့မှာပါဟုတ်ပါတယ်ကောင်းပြီမိန်းကလေးလာတဲ့အခါဒူတွေအတီးပြုတ်ကြတာပေါ့မောင်ကြီးမသိမှုတို့သားမျိုးတစ်ချက်သွားခေါ်ပေးပါအောင်ဧည့်သည်တွေရောက်နေတယ်လို့မောင်ဦးခေါင်းညိတ်ပြီးထွက်သွားတယ်တောင်းနေတော့မောင်ဦးနဲ့အတူဒေါ်သိမှုတို့ထွက်လာတယ်မိုးထက်ကိုမြင်တော့ဒီမောင်ကြီးကကျမတို့လာတော့ဝင်ခဲ့တဲ့ရွာကလေ
သူလိုက်လာဖို့ကျမပဲလိပ်စာပေးခဲ့တာလေစဝေးစဝါဖြစ်နေတဲ့တော်သေးမှုဒီတော့မှတေချာသွားပြီးချက်ချင်းလိုက်လာပါလားရောရင်ခုံတစ်ခုမှဝင်ထိုင်နေရှေးရည်ဆက်လေးမိုးထက်ကိုခက်တီတီကြည့်ပြီးဝင်ထိုင်နေကဲမောင်ရင်ပြောတဲ့အမှတ်သားကပါလေညူသွေးရဲ့ခုတ်ပေါ်မှာကြက်ပြားဝိုင်းအနီအောင်မှတ်လေးပါတယ်ဒေါ်ထိတ်တင်မျိုးကသူသိရဆိုတဲ့အမူအရာမျိုးလုပ်ပြီးဟိုမိမကြီးပြောတဲ့အမှတ်ပဲမိန်းကလေးမှပါတယ်ဆိုတာဟုတ်တယ်ကျွန်တော်ပြောသလိုပါတယ်မို့လားအတီးပြုတ်ချက်လက်ခံရအောင်အသွေးစပင်ဖယ်ပြီးတော့ပြပါလားရှေးရည်ဆက်ကိုကြည့်ပြီးမိုးထက်ကိုပြောတယ်ရှေးရည်ဆက်ကထိုင်နေရကနေကိုရချမ်းလှည့်ပြီးစပင်းတွေကိုလက်နဲ့တက်ပြီးဖယ်ပြီးတယ်မိုးထက်ကိုစိတ်လှုပ်ရှားစွာကြည့်ပြီးကျွန်တော်ပြောသလိုပါတယ်တွေ့လားအသွေးမှအသွေးစစ်ဒီအမှတ်လေးကိုကျွန်တော်သိရပါမှတ်မိနေတာဘလို့မှမမအောင်ကျွန်တော်ရဲ့အသွေးမိုးထက်ကိုပြောနေတဲ့စကားကိုနားထောင်ပြီးဒေါ်သေးမှုမျက်မှောင်တွန့်သွားတယ်မိုးထက်ကိုတေချာစိုက်ကြည့်ပြီးမောင်ရင်ကိုအတော်တခုမေးကျင်တယ်ဟုတ်ကဲ့မေးပါတော့မောင်ရင်ကအတော်ဟိုရွာမှာတွေ့ခဲ့တဲ့ကောင်မလေးနဲ့ဘာပတ်သက်လဲမိုးထက်ကိုမျက်နှာငုပ်ဆင်းသွားတယ်ပြီးတော့ခက်ဖြော့ဖြော့လေးတန်နဲ့ကျွန်တော်မေးမှာပါဒါဆိုအသွေးဆိုတဲ့မိန်းကလေးရောမောင်ရင်နဲ့ဘလို့ပတ်သက်တာလဲမိုးထက်ကိုတော်သေးမှုတွေ့ပြီးတော့ကြည်ရှာတယ်ကြည်ရင်မျက်ရည်တွေစီးကျလာတယ်ဒီနောက်ယောက်ျားတံမဲ့ဆိုင်ကိုတော့ဒီနေရာမှာရှိနေသူတွေအားလုံးအံ့အားသင့်ကုန်တယ်ဒါပေမဲ့မိုးထက်ကိုရဲ့ဝမ်းနေခြင်းကိုဘသူမှအနောက်ရှက်မပေးပဲတိတ်တိတ်ဆိတ်ဆောင်ဆိုင်ပေးကြတယ်မိုးထက်ကိုအားရအောင်ငိုပြီးတဲ့ချိန်တော်သေးမှုကိုကြည့်တယ်ပြီးတဲ့နောက်ရှေးရည်စက်ကိုတန်းတန်းလွှမ်းစွတ်တဲ့နောင်တအကြည့်တွေနဲ့ကြည့်ပြီးအသွေးကကျွန်တော်အချစ်ဆုံးပါကျွန်တော်ဘဝဖြစ်ခဲ့တဲ့သူပါသူ့ကိုကြည့်ပြီးပြောနေတဲ့မိုးထက်ကိုကြောင့်ရှေးရည်စက်မျက်ခုံးတွေပေါ်တက်သွားတယ်ဒါကိုအခုမှရောက်လာတဲ့နေမျိုးကြတော့ဒေါသထွက်သွားတယ်ခမည်းရဲ့အချစ်ဆုံးဖြစ်ခဲ့လို့ခုချိန်ခမည်းပေးမှာကံမပိုင်ရှိနေရလားဒီစကားကိုခမည်းပြောတာအိမ်ကမိန်းမတော်အာနာတင်နေအရှက်မရှိရလို့ဟဲ့တာနစွန်တပြားဝင်ပြောပြန်ပြီနစွန်တပြားဆိုပေမဲ့သူပြောတာသားနားလေမမေဒီစကားကိုသူမိန်းမသားသိခဲ့ဘလောက်ခံစားရမလဲငါညီပြောတာမှန်ပါတယ်အကူတို့မှအကြောင်းတွေရှိခဲ့တာကိုပြောပြရုံပါအကူဒီကိုလိုက်လာတာအသွေးဆိုတာအတီးပြုတ်ခြင်းရောလွဲပြီးတခြားဆန္ဒမရှိဘူးအသွေးဒီနောကမှာမရှိတော့ဘူးဆိုတဲ့အတီးနဲ့နေလာခဲ့တာအသွေးရှိနေသေးပါလားဆိုတဲ့အတီးကိုအတီးပြုတ်ခြင်းခဲ့တာကဲအခုအတီးပြုတ်ပြီမို့လားခမည်းပြန်တော့ဟဲ့နေမျိုးတာမင်းဘလို့ဖြစ်နေရလဲသူ့ခမည်းအဝေးရလာတာကိုကအိမ်ရှင်မရိုင်းပါနဲ့မိမိမကြိုက်ဘူးဒေါ်ထိတ်တင်မျိုးမန်မဲပြောတော့မှနေမျိုးမကြည့်မနဲ့ငြိမ်သွားတယ်မိုးထက်ကိုရှေးရည်စက်ကိုညှို့လေးတကြီးမျက်ဝန်းနဲ့ကြည့်ပြီးအသွေးကိုထက်ကိုနည်းနည်းမမှတ်မိဘူးလားရှေးရည်စက်ခေါင်းခါပြတော့မိုးထက်ကိုမျက်နှာညှိုးကျသွားတယ်ရှင်နဲ့ဝမ်းနဲ့သွားပုံရတယ်ဝဲတက်လာတဲ့မျက်ရည်တွေကိုပုတ်ထုတ်ပြစ်ပြီးပြုံးပြီးတော့ခေါင်းငိတ်ပြတယ်မမှတ်မိလဲရှားပါတယ်သူရဲ့ခုလိုရှင်သန်ပေးုံနဲ့ကျေးဇူးတင်ပါတယ်ကိုထက်ပြန်တော့မယ်နော်ရှေးရည်စက်အမှတ်တမဲ့ခေါင်းငိတ်ပြမိတယ်အားလုံးနှုတ်ဆက်ပြီးမိုးထက်ကိုပြန်မှုထွက်သွားတဲ့ချိန်ဒေါ်ထိတ်တင်မျိုးလေးနေရာထပြီးတော့နောက်ကနေလိုက်ပါသွားတော့တယ်မမေသမီးအိမ်ပြန်ခြင်းမီဒီမှာမနေချင်တော့ဒေါ်သေးမှုအိမ်ရခင်းနေရရှေးရည်စက်ကိုကြည့်ပြီးရောက်တာမှမကြသေးဘူးသမီးရဲ့ဘယ်မှလည်းမသွားမလာရသေးဘူးဘာထဖြစ်တာလဲသမီးမနေချင်တော့စိတ်တွေတအားရှုပ်တယ်ရှေးရည်စက်မျက်နှာခက်အူအူလေးဖြစ်ပြီးတော့ပြောတယ်ဒေါ်သေးမှုကအင်းလေသမီးနေမပြောရင်ပြန်လာပေါ့မနေ့ပြန်အမကြီးကိုပြောပြီးတော့မောင်နေမျိုးကိုကားကိတ်ပို့ခိုင်းရမယ်ရှေးရည်စက်အိမ်ရမှာလှဲလိုက်တယ်ဘာမှမသိရဲ့အိမ်မက်ကိုရက်ဆက်မက်လာတယ်လို့သူမသိရဲ့ဟိုလူတွေကတသွေးရဲ့လာသွေးနေကြတာကိုသူစိတ်ထဲအလိုမကျဖြစ်ပြီးလူကစိတ်တွေအဆင်မပြေတော့ဘူးအစတော့မရောက်ဘူးတာတွေလိုက်ကြည့်ပြီးဖျားတွေဘူးမဲ့တွေးထားတယ်ခုတော့နေရကိုယ့်အိမ်မဲ့ပြန်ပြီးအခန်းထဲဝင်ကွေးခြင်းနေစိတ်တဖွာဖွာသူ့အတွက်ဒီနေရအိမ်လေးကလုံခြုံစိတ်ချမှုတွေကိန်းအောင်နေတဲ့နေရာရုတ်တရက်ကြီးဘလို့ဖြစ်တာလဲမသိဘူးကျမတို့ကဒီနေ့ဖျားတွေလိုက်ဖို့မလို့နောက်တစ်ခေါက်ကြုံမဖို့ရှင်သမီးကစိတ်နေမပျော်ဖြစ်နေတာဆိုတော့သူဆန္ဒရှိတဲ့အတိုင်းပြန်တော့မယ်ရှေးရည်ဆက်ပြန်မယ်ဆိုတော့နေမျိုးမျက်နှာမကောင်းဒါဟိုလူရှုပ်တွေကြောင့်အဲ့ဒါမေမေပေါ့မေမေအဲ့ဒီနေရာဘာလို့သွားလဲဇလန်းတွေရရှုပ်လာတော့ရှေးစိတ်ညစ်နေရပြီဟဲ့တာသွားလို့သိခဲ့ရတာမို့လားမိန်းကလေးမမတ်မိသေးပေမဲ့အဲ့ဒီမိသားစုကမ
မိန်းကလေးနဲ့ပတ်သက်တဲ့သူတွေဆိုတာသိကြပဲဒီတော့မိန်းကလေးဘသူဆိုတာလဲသိချာသိခွင့်ရခဲ့တယ်မို့လားဒါကမေထင်နေဒါကတော့ရှိရရှိပဲဘာတွေးမှမဟုတ်ဘူးခေါင်းမစွာတဆူထိုးပြောနေတဲ့သားကိုဒေါ်ထိတ်တင်မျိုးပြန်မပြောတော့မောင်မသိမှုလို့ပြန်ဖို့ကားကိတ်ပို့ပေးလိုက်အောင်တားသွားပို့ဝင်မေကိုမောင်မပို့နဲ့ဒေါ်ထိတ်တင်မျိုးသဘောလို့ကြည့်ပြီးဘာမှဆက်မပြောတော့တားကဒီမိန်းကလေးပေါ်အရန်အလေးနဲ့ထားနေရတတိထားမိတယ်သူကဖြက်ရင်တော့သူ့ကိုရန်လိုမဲ့အနေထားမျိုးကံကောင်းတာမိန်းကလေးမျိုးရိုးကတန့်တယ်လို့ဗီဇစရိုက်ကောင်းပုံရပြီမေဘေးနာပတ်သက်ကြောင်းတွေကတမျိုးပဲသူ့စိတ်ထဲခန့်စားနေမိတယ်ညနေဖုံးတွေဖုံးထားကြတယ်သူ့စိတ်ထဲဘဝင်မကြောက်နေမျိုးအဝေးပြေးလိုင်းကားပေါ်တက်နေတဲ့ရှေးရည်ဆက်ကိုကြည့်ပြီးရင်ထဲအောင့်နေတယ်ခွဲခွာမှုကိုနာကျင်ရတယ်ဆိုရင်မှန်လေမလားရှေးရည်ဆက်ကတော့ဒေါ်သိမ်းမှုဘေးနာဝင်ထိုင်ပြီးသူ့ကိုပြုံးပြပြီးတော့နေမျိုးကြီးတက်တာတော့အစင်ပြေငါတို့စီကိုလာလင်းတော့နေမျိုးမကြည့်ပြုံးပြီးခေါင်းငိမ့်ပြတယ်အချိန်စီတော့နောက်ကားရောက်လာလို့သူတို့စီးတဲ့ကားစထွက်တယ်နေမျိုးခမညာလက်ပြပြီးကြံနေခဲ့ရှာတယ်သူ့စိတ်ထဲအိမ်ရောက်လာတဲ့မိုးထက်ကိုဆိုတဲ့ကောင်ကိုဒေါသထွက်တယ်လို့သူ့မိကိုလည်းစိတ်တူတယ်သူ့မိသားပေါက်ရှာပုတ်ရှိရွာဝတ်သွားခဲ့ရင်ရှေးရည်ဆက်ဒီနေ့ပြန်မှမဟုတ်တယ်လို့ခုချိန်ဆိုသူတို့တွေကြည်ကြည်နုနုလဲပတ်နေကြရမှာရှေးရည်ဆက်ကားပေါ်မှာမျက်လုံးမှိတ်ပြီးတော့လိုက်ပါလာတယ်ခုတလုံးညဘက်တွေတိတ်အိမ်မပြုံးဆိုတာထက်မအိပ်ဖြစ်တာဆိုရင်ပုံမှန်နေအိမ်ရမှာသူရမ်းကြောက်နေမိတယ်အိပ်ပျော်တာနဲ့အိမ်မက်တွေဝင်လာတယ်တက်ရှူကြမ်းမွန်းကြက်မှုတန်းကိုသူမခံစားနိုင်တော့တရိပ်ရိပ်ပြေးနေတဲ့ကားပေါ်မှာလမ်းဘေးရှူခင်းတွေကိုလည်းသူမခံစားနိုင်ဘူးရှင်နဲ့နှုံပြီးခေါင်းမကြည့်ဖြစ်နေတယ်ဒေါ်သိမ်းမှုကတော့တိတ်တိတ်ဆိတ်ဆိတ်လမ်းဘေးကိုကြည့်ပြီးလိုက်ပါလာတယ်သူတို့ရွာကိုပြန်ရောက်တဲ့အချိန်မှာရင်မောင်နဲ့ပေစီကခြံထဲမှာအလုံများနေတယ်မိုးမကြခင်အပင်ကြီးအချို့ကိုအကိုင်းတွေခြိုက်နေတယ်လီမိုးထန်ပြီးတိတ်ကိုင်းကျိုးတာမျိုးမဖြစ်အောင်လို့တက်ပူကလည်းဒေါ်သိမ်းမှုနဲ့ရှေးရည်ဆက်ကိုမြင်တာနဲ့အိမ်ထဲကနေပြေးထွက်လာတယ်မိမိနဲ့မမရှိပြန်လာပြီဝမ်းသာအားရအော်တန်ရင်ထဲလှိုက်လဲဒေါ်သိမ်းမှုကလက်ထရထုတ်တွေကိုတားဖြစ်သူကိုကန်ပေးပြီးမိမိသားတဲလိမ်မာနေပါလားဘယ်မှမသွားပဲအိမ်မှာနေလို့ပါလားတက်ပူကမျက်နှာမဲ့ပြီးခြံထဲအလုံးလုံးနေတဲ့ရင်မောင်နဲ့ပေစီကိုဆွေးဆောင်ကြည့်ပြီးတော့အမေသား तू ကအကြည့်ဆိုပြီးသားကိုအနိုင်ကျင့်တယ်လေသူစကားနားမထောင်ရင်နှပန်းအုပ်သေးတာကျင်းတဲ့ပုံမရစွာဒေါ်သိမ်းမှုကိုတိုင်တော့ဒေါ်သိမ်းမှုသဘောကျစွာပြုံးပြီးခြံထဲလိုက်ဝင်လာရင်ဘသူကတော့အမေသားကိုလောက်တာတက်ပူကရင်မောင်တို့ရှိအောင်မျက်စောင်းထိုးပြီးဒေါ်သိမ်းမှုကိုပြန်ကြည့်ပြီးတော့ကိုကြီးပေစီနေဒေါ်သိမ်းမှုအိမ်ထဲဝင်လာပြီးခုံမထိုင်ပြီးတော့တားကဘာလို့လို့တားကိုရနှပန်းအုပ်တာလဲတားကဘာလို့ရမှာလဲအရင်လိုပဲပေါ့ငှက်ပြစ်ထွက်လို့လားတက်ပူကောင်းငိမ့်ပြတယ်ဒေါ်သိမ်းမှုကဒီကိစ္စမှာတက်ပူလွဲနေရမို့တားကိုကြီးကမှားနေလို့လားတက်ပူပေးစီးပဲပါတဲ့မိကုန်းကြောင့်ဒေါ်သိမ်းမှုမကြည်မနဲ့ကြည့်ပြီးမိမိကကိုကြီးဘက်ကမို့လားဒါကြောင့်မပြောပြကြတာတားကလည်းမိမိသားကိုကြီးကလည်းမိမိသားအမေတယောက်ကသားသမီးကြမှာဘသူပဲရဲလို့ရှိမလားမှန်တဲ့ဘက်ပဲရှိမှာပေါ့ဒါမှသားသမီးလမ်းမမအောင်လမ်းညွန်လို့ရမှာမိမိမေးတာဖြစ်သားကိုကြီးမှားတယ်လို့သားထင်လားငှက်ပြစ်တာဘာလို့လဲမိမိတခြားသူတွေလည်းဒီလိုပြစ်ကြတာပဲလူပေါင်းစံတုံနေထိုင်မှုအရာဆိုရင်မမအောင်ဒါပေမဲ့အသက်ကိုလောင်ကြီးထန်နေရတဲ့တရားတွေရအောင်ဘာမှရှိလို့လဲဘာကြောင့်သားတို့လူတွေရဲ့စိတ်ပြောရဖြစ်အသက်ခံရမှာလဲသူလည်းမိသားစုနဲ့အသက်နဲ့တရားမှကြောက်တတ်တယ်စားကြမရှိလို့ဆိုရင်တခြားလုံးမစားတတ်လို့ဆိုထားပါတော့အခုသားမှာတခြားစားစရာအသက်မွေးစရာတခြားနီးလန်းတွေအများကြီးရှိနေတာသူတစ်ပါးသွေးသားအသက်ကိုတတ်မှအောက်ကူသူကလုံရမှဖြစ်မှာလားတက်ဖို့ပြင်းမပြေတတ်လို့ပါဇက်ပိတ်ထားပေမဲ့မကြည်နဲ့ခြင်းကိုလူဆိုတာကိုတန်ရဝါသနာရှိကြတာပဲစားစရာရှိရင်ငှက်ပြက်တာမလုပ်ရဘူးလားသူတိချချိန်ပြီးပြစ်တဲ့ငှက်တွေပြုတ်ကျလာတာမြင်ဘလို့ပြုံမှမသိဘူးသူ့ရဲ့ပျော်ရွှင်မှုကသူများနဲ့မတူတရားငယ်တွေကိုနှိပ်စက်ဖမ်းဆီးရတာသဘောကျတယ်ဒါသူ့ရဲ့အာတီတာကိုကြီးပေစီကသူ့ကိုအာကုသူကောင်းလို့လာခေါ်တာတော့သူစိတ်ဆိုးတယ်သူမဟုတ်တာဘာတစ်ခုမှမလုပ်ဘူးကောင်းဘလောင်တွေကိုပြစ်ခတ်ရတာပျော်တာပဲရှိတယ်မင်းကျမ်းမာရေးဒုက္ခနဲ့ပြည့်ခြင်းတရားတွေမငင်းစဲနေတဲ့မတက်နဲ့လို့လာပြောတော့သူ့မှာအံ့ဩရတယ်သူနေကောင်းတာမှတောင်းပြီးဘာကျမ်းမာရေးဒုက္ခထက်လို့နေရလဲအမေတို့ပြန်လာတာမြန်လာ ਈ လားဘာလို့လဲရင်မောင်နဲ့ပေစီချင်းလက်စေးပြီးတော့အိမ်ထဲဝင်လာရင်ရင်မောင်ကမေးတယ်ဒေါ်သိမ်းမှုကရင်မောင်ကိုကြည့်ပြီးမင်းတို့ညီမပေါ့
နေချင်းတော့အိမ်ပြန်မဲ့ကတိကကြောင်ကြာနေရတဲ့ချက်ချင်းပြန်လာတာဘာလို့လဲဟိုအိမ်မှာဘာအဆင်မပြေဖြစ်လို့လဲပေစီအလိုမကျမျက်နှာနဲ့မေးတော့ဒေါ်သိမ်းမှုကတားရဲ့ဒီကနေ့ဆိုစိတ်ထွက်ဖို့ပဲဟိုအိမ်ကလူတွေကကောင်းပေးကြပါတယ်လမ်းမှာအကြောင်းပေါ်လာလို့ဒေါ်သိမ်းမှုစကားကိုညီကို၃ယောက်လုံးစိတ်ဝင်တစားအနာတိုးလာပြီးထိုင်ကြတယ်ဒေါ်သိမ်းမှုကလမ်းမှာစုံတွေ့ခဲ့ပုံတွေကိုပြောပြသလိုမိုးထက်ကိုဟိုအိမ်ကိုလိုက်လာပုံတွေပြောပြပြီးရှိရဆက်ဒီကိစ္စနဲ့ခေါင်းရှုပ်ပြီးတော့စိတ်မကြည်မလင်ဖြစ်လာပုံသေးစိတ်ရှင်းပြတယ်ဒေါ်သိမ်းမှုပြောတာနားထောင်ရင်လေးနဲ့တဲ့မျက်နှာနဲ့ပေစီထပြောတယ်ညီမနင့်ကိစ္စကြံစီမှုကြီးသူယူသားယူမဟုတ်ဘူးဟေးအကုန်လုံးအံ့ဩကုန်နေတားဘာကြောင့်ဒီလိုပြောရလဲဘာကိုကြည့်ပြီးတော့ဒီလိုထင်တာလဲပေစီဇဝေးဇဝါမျက်နှာနဲ့သူ့အမေကိုကြည့်ပြီးတော့တားတေချာမပြောတတ်ဘူးအမေတားစိတ်တွေဒီလိုခံစားရတာတားရဲ့အထင်နဲ့တော့မပြောပါနဲ့ငကိုတွေကတားညမစိတ်တွေနောက်ကြည့်နေတာပေစီအထင်ကမလွဲဘူးမေစောင့်ကြည့်တားအာမခံနေသူကနှုတ်စည်းနေတာအဖေကနင့်စီမှာနင်ဘာမှမမှတ်မိဘူးလားညီမဒေါ်သိမ်းမူကရှင်မောက်စကားကိုအံ့အားသင့်နေတော့ပေစီကရှိရည်စက်ကိုမေးတော့အံ့ဩစွာကြည့်မိတယ်အိမ်မက်တွေမတ်တယ်ကိုကြီးပေစီဒါပေမဲ့မျက်နှာမတွေ့ရဘူးအဲ့ဒါပဲငါစိတ်နဲ့မရတာအိမ်မက်ပေးတယ်ဆိုရဖြစ်ဖြစ်ကိုချပြချင်လို့မဟုတ်ဘူးလားဘေးလိချမ်းချမ်းထားတာအသေးရမစုံနေအိမ်မက်ကိုငါ့ကိုပြောစမ်းရှိရည်စက်သူမြစ်ထဲဆက်စည်းနေတာရဲ့ရေထဲပြုတ်ကြတာကိုပြောပြတယ်ဒါဆိုလူတွေသတိမထားမိရဲ့ချိန်တွန်းချတဲ့သူကဘယ်သူမှမသိဘူးပေါ့ရှိရည်စက်ခေါင်းခပြတယ်နိမိသားစုနဲ့တွေ့တော့ဘလို့ခံစားရလဲဘာမှမခံစားအောင်သူတို့သိနေမသိဘူးတွေးလို့လည်းမရှဘူးဒီလူတွေနေပေါ်မြစ်တာဆက်သွယ်မှုတော်နေတာပဲဒါကြောင့်နိဘက်ကခံစားချက်ကဒီလိုဖြစ်နေတာဘလောက်မမတ်မိပါစေမြစ်တာခံစားမှုရဲ့နှလုံးသားကသိတယ်သူ့မြစ်တာပေးတဲ့သူမမေ့တတ်ဘူးနင်းနှလုံးသားမှာသူတို့နဲ့ပတ်သက်တဲ့မြစ်တာကိုရရှိမနေဘူးသမီးဖေကိုရောဘာမှမခံစားဘူးလားဒေါ်သိမ်းမှုမေးတော့ရှိရည်စက်ကောင်းခပြတယ်ငါညီမလေးတနာလိုက်တာမြစ်တာအတူတွေကြားမှာရှင်သန်ခဲ့ရတယ်ပေစီစိတ်မကောင်းစွာပြောတယ်ရင်မောင်ကလည်းရှိရည်စက်ကိုဂေယုနာတက်စွာနဲ့ကြည့်တယ်တားရဲ့သူ့အဖေကတော့အဲ့လိုမဟုတ်တော့ပါဘူးအဲ့လိုမဟုတ်ရင်ညီမစီမှာခံစားချက်ကြံ့ဦးကြံ့မယ်အခုမကြံ့တာကိုကြည့်ရင်သူ့အဖေလည်းအဖေသားဆိုတယ်သားသမီးပေါ်ခင်တွယ်မှုမရှိဘူးတကယ်ခင်တွယ်ရင်ဒီလောက်ကြာကြီးပြောင်းနေတဲ့သမီးကိုတွေ့တာလေဒီလိုလွယ်လွယ်ပြန်လှုပ်မလားခုတော့လိုက်တာလိုက်မလားပုံများဘလောက်တွေးအေးလဲဟုတ်ပါတော့အမေနဲ့သားပြောမှတွေးမိတယ်အမေသားဆိုရင်ခုလိုဘယ်ပြန်လှုပ်မလဲအမေသမီးကိုရအောင်ပြန်ခေါ်မှာခေါ်မရရင်နောက်ကနေလိုက်လာမှာပဲခုတော့သူတို့ကဘာတွေလဲဒါကြောင့်ဒီကိစ္စသွေးဦးသားယူမဟုတ်နိုင်ဘူးသူတို့တွေတိကိုတိနေလိမ့်မယ်ဒီကြားထဲမှာဝက်ဖဲတကူရှိကိုရှိရမယ်ပေစီမင်းဟောကန်းဖွင့်ပါလားထမင်းဆိုင်ပိတ်လိုက်မယ်ကြားမြင်မယ်ဟောရအောင်ရင်မောင်ပေစီကမျက်စောင်းဆွေးကြည့်ပြီးလာမရွေ့နဲ့ဟဲ့ကောင်လူတဲကဒီခံစားချက်မျိုးမပေါ်ဘူးဘာမှမပေါ်တဲ့သူကြဘာသွားပြောရမှာတော့ရွှေဖြန့်ပြောပေါ့ငါလက်သီးစာမိကျင်နေရလားလူကိုလူလိန်လာလို့ခိုင်းနေရင်မောင်ရှာထုတ်ပြတော့ပေစီလက်သီးစုပ်ပြတယ်ပေစီကအလေးနဲ့ပြောလာတိုင်းရင်မောင်ကအဲ့လိုထထဖောက်ပြီးတော့နောက်တက်တယ်ဒေါ်သိမ်းမှုနဲ့ရှိရည်ဆက်လဲရင်မောင်နဲ့ပေစီတို့ခွေးနဲ့ကြောင်လိုကိုက်နေတာကိုသဘောကျစွာရင်းနေကြတယ်ဒီနှစ်ယောက်ကအမြဲတမ်းဒီလိုပဲပေစီပြောပြတဲ့အချက်တွေကညိုသွေးအဖေဖြစ်သူရဲ့သွေးအေးချက်ကိုဒေါ်သိမ်းမှုဘဝမကြမှုတွေခံစားနေရတယ်ကိုညိုသွေးနောက်ကိုချက်ချင်းလိုက်သွားရအောင်ဘာလို့စိတ်နှောနေရလဲမိုးထက်ကိုမြရုံကြည့်ပြီးရှုံရသူ့ရဲ့ကိုရိုးနဲ့တလောက်ရင်းနှီးခဲ့တာလေသူကကိုရိုးမသိဘူးဆိုတော့မယုံနိုင်လို့ပါညိုသွေးကိုတွေ့ခဲ့တာမမေသာသိရင်ဘာပြောမလဲတော့ကိုရှာကမဖြစ်သူရည်ညွှန်းပြီးမြရုံပြောတယ်ညိုသွေးမှညိုသွေးတဲတဲလှုပ်လုံးနဲ့ဒေါ်ညိုညိုသင်းကိုသူ့ရင်ထဲခုထိအကြိတ်ခဲရရှိနေတော့ညိုသွေးပြောက်သွားတော့အဖေရင်ထက်တောင်ဒေါ်ညိုညိုသင်းကပူခံစားရပြီးတလားလောက်အိပ်ရရဲ့လဲသွားတယ်ညယုံကတရင်မေးပါမေးပြောဆိုပြီးလာပြုစုလှုပ်ပေးပေမဲ့လက်မခံဘူးသူမှပြုစုမဲ့သမီးရှိရဲ့ဆိုပြီးညင်းပယ်ခဲ့တယ်ညိုသွေးသာဆိုရင်ဒီလိုဆက်ဆက်မထင်ဘူးမိုးထက်ကူနဲ့မြယုံတို့မြစ်တာမျှနေကြောင်းအတိပေးပြီးလက်ထပ်ဖို့ပြောတော့ကျန်တဲ့သူတွေအကုန်သဘောတူပေမဲ့ကန့်ကွက်သူဟာဒေါ်ညိုညိုသင်းဦးစွာမိမဖြစ်သူမနှဲနားချပြီးမင်္ဂလာပွဲစီစဉ်ပေးခဲ့ရတယ်
ဒါပေမဲ့ဒေါ်ညိုညိုတင်းကဒီနေ့အထိညရုံအရေးဖန်လို့စကားပြောဆိုခြင်းမရှိဘူးညီကငါဘာပြောတာကြားကြင်လို့လေနောက်ကနေရောက်လာတဲ့ဒေါ်ညိုညိုတင်းကြောင့်ညရုံလန့်သွားတယ်အိမ်ရှိရဝရဏကျေမှာချထားတဲ့ခုံလေးမှထိုင်ပြီးလင်မယားနှစ်ယောက်စကားပြောနေတာညရုံအထိထိငုံငုံနဲ့ဟုတ်လေမိမရဘာကိုကြားပြီးပြောတာလဲဒေါ်ညိုညိုတင်းရဲ့အေးဆက်ဆက်မျက်လုံးတွေကရွှန်ရှာဟန်ပြောင်းသွားတယ်ညိုသွေးကိုသူ့ဘာကြောင့်တဲတဲလို့ကြည့်ရလဲဆိုရင်ညိုသွေးအမေနဲ့သူကအရန်ချစ်တဲ့တငယ်ချင်းတွေသူကဥစွာနဲ့အရင်အိမ်အောင်ကြတယ်ပြီးတော့မှညိုသွေးအမေအိမ်အောင်ကြတယ်ညိုသွေးအမေလက်မထက်ခင်မှာသူအပြင်းထန်တားခဲ့ပေမဲ့တားမရခဲ့ဘူးအချင်းနဲ့မကြုံဘူးတဲ့သူ့ရဲ့တငယ်ချင်းကနောက်တစ်ချိန်ယောက်ျားဖြစ်လာမဲ့သူရဲ့အပြောတွေမှာနားဝင်ပြီးဒေါ်ညိုညိုတင်းစကားကိုအလိမ္မာနဲ့ညင်းပယ်ခဲ့တယ်သူ့အနေနဲ့တိထက်ပိုပြီးဝင်ဆွက်လို့မကောင်းလို့ထပ်မပြောဘဲလက်လျှော့ခဲ့တယ်သူအပြင်းထန်ကန့်ကွက်ရခြင်းကအကြောင်းရင်းရှိပေမဲ့ဒီအကြောင်းရင်းကိုတငယ်ချင်းဖြစ်သူကလက်မခံခဲ့တော့သူ့အနေနဲ့ပါဇက်ပေးပြီးကြည်နေုံပဲတက်နိုင်ခဲ့တယ်ညိုသွေးကိုမွေးပြီးချိန်မှာညိုသွေးအမေရဲ့ညီမအိမ်အောင်ပြက်ပြီးရောက်လာတော့သူဝင်ပါရပြန်တယ်ခင်သွေးနေဟာလေငါဘာပြောနားမထောင်ငါသူများကြားဝင်မကောင်းလို့ပါဇက်ပိတ်နေတာခုတော့ငါစကားနားထောင်ပါဟဲ့နေညီမဒုက္ခရောက်တာတော့ရောက်တာပေါ့နေမှာခေါ်မထားနဲ့လေသူတို့အတွက်နေစရာရှာပေးပြီးလောက်ကန်စားတော့ဖို့အရင်ကြီးထုတ်ပေးလိုက်တင်းရဲ့ရှိရမှာဒီညီမလေးပဲရှိတာမိဘတွေလည်းမရှိတော့ဘူးငါညီမကိုငါမှမကြည့်ရင်ဘသူကြည့်မလဲသူဟာသူမလွတ်ထားနိုင်ပါဘူးအမကြီးအမိယာငါအနေနဲ့နိုင်တယ်လို့စောင့်ရှောက်ရမှာပဲနေရတိတ်ကိုအမကြီးပြီးသားကျင်နေတယ်ငါထုတ်မပြောနဲ့ပါဇက်ပိတ်နေတာမပိတ်နိုင်တော့နင်းယောက်ျားနဲ့နင်းညီမရဲ့တိတ်ကဇလန်းနင်းမသိပေမဲ့ငါသိနေတဲ့ခင်သွေးညိုညိုတင်းကိုမယုံနိုင်စွာကြည့်ပြီးတင်းရဲ့နင်းမဟုတ်တာအရန်ပြောတာပဲငါညီမအခုတည်သွားတဲ့သူ့ယောက်ျားနဲ့ပဲချစ်ခဲ့ကြတာပါအေးအဲ့ဒီကိစ္စငါပဲသိတော့နင်းကိုပြောပြလဲမယုံတာငါသိနေတယ်အေးလေငါကတော့မိတ်ဆွေတန်ကိုကြည်သွားပြီနင်းတတိနေတော့မပေါ့နဲ့ပေါ့နင်းစေတနာကိုငါသိပါတယ်ငါတတိထားပါမယ်ငါတို့ကညီမတွေပါငါညီမငါအပေါ်မကောင်းတာတော့မလုပ်တော့ပါဘူးဒေါ်ညိုညိုတင်းစကားကိုညင်းပယ်ပြီးဒေါ်ခင်သွေးညီမဖြစ်သူသားမီကိုအိမ်မော်ခေါ်တင်ခဲ့တယ်သူ့စိတ်ထဲတငယ်ချင်းဖြစ်သူညိုညိုတင်းတယောက်သူတိထားတာတွေနဲ့ပတ်သက်ပြီးအစိုးရလွန်နေတယ်ပေါ့တိထားတာမှားနေနိုင်တယ်လေအမရင်ဖြစ်တဲ့သူတော့မသိတဲ့ကိစ္စကိုညိုညိုတင်းသိနေခြင်းအတီအမှားပဲဖြစ်နိုင်တယ်ဒီလိုပဲစိတ်ကိုပေါ့ထားတယ်တငယ်ချင်းထက်သွေးသားကိုပို့ယုံနေညီမဖြစ်သူအပေါ်ယုံကြည်မှုအလေးသာခဲ့တယ်ခုတော့နင့်သမီးလေးဘယ်ရောက်လို့ဘယ်ပောင်မှမသိဘောခင်သွေးရဲ့ငါထင်တယ်လို့အနေထားတွေဖြစ်လာရုံမကဘူးငါသားပါသူတို့ဘတ်တော်သားဖြစ်နေမှမသိဖြစ်နေခဲ့ပြီပေါ့ခင်သွေးရဲ့စိတ်ထဲရင်လေးစွာတွေးမိတယ်ဒေါ်ညိုညိုတင်းကညယုံခက်စိမ့်စိမ့်ကြည့်ပြီးအသွေးအခုဘယ်မှာရှိနေလဲရှုံးမသိဘူးမေဒေါ်ညိုညိုတင်းတားဖြစ်သူကိုကြည့်ပြီးမိုးထက်နေရသွားခဲ့တာမို့နေရကိုငါ့ကိုပြောမိုးထက်ကိုအမေဖြစ်သူအလိုကြရှေးရည်ဆက်ရှိတဲ့နေရာကိုပြောပြတယ်ဒေါ်ညိုညိုတင်းနေရာလိမ့်စာမှတ်ပြီးသူတို့ကိုကြောခိုင်းထွက်သွားတော့တယ်ကိုမေလိုက်သွားမယ်ထင်တယ်နော်ထင်တာပဲမေကအသွေးကိုအရန်တဲတဲလှုပ်တာလေတခါတလေကိုရုမောင်နှမတွေထက်တာပိုနေတယ်လို့ပဲဟုတ်တယ်နော်မေကအသွေးပေါ်အရန်ပိုလွန်းနေဒေါ်ညိုညိုတင်းခီးဆောင်အိတ်ထဲအဝတ်စားတွေထဲတယ်ဥစွာမိမကိုကြည့်ပြီးတင်းမင်းဘယ်သွားမလို့လဲခရီးထွက်မလို့မင်းတယောက်ထဲလားတယောက်ထဲပဲသွားမလို့ဟာငါလေးလိုက်မယ်တယောက်ထဲတော့မသွားပါနဲ့အလိုတော့ထူးဆန်းလှုပ်လို့လေတဲ့ဘသူကြီးကြံမလဲတော်သားမြို့သားဒီလောက်တွေတင်းကိုအားကိုးလို့မရဘူးတနေ့တခါအလုပ်ပေးရမှအိမ်ကိုပြန်လာတဲ့သူကျုပ်ဟာကျုပ်သွားမယ်ဒါဆိုမင်းရဲ့သမီးတယောက်ခေါ်သွားနေစမ်းမှာတော့အိမ်လုပ်တွေကနဲလားလေတဲ့လုပ်နေတဲ့သူတွေအတွက်ရောအိမ်အတွက်ရောလုပ်နေရတာကျုပ်သမီးနှစ်ယောက်အားဟုတ်မအားရတာတယောက်တည်းဆိုပင်မလို့သေးလိမ့်မယ်ဟာမင်းချွေးမှရှိရလေဒေါ်ညိုညိုတင်းမျက်နှာကိုမဲရွယ်ပြီး तू ကမြို့သူလေဘာသွားအားကိုမှာတော့ခုရောရောက်နေတာဘယ်နည်းမိဖို့ကံဝင်တာမြင်လို့လေသူ့မိအိမ်မသားအလုပ်တွေလုပ်ရတယ်ပြောတာဒီအိမ်ရောက်လာတဲ့တခါမှလက်ကြောတင်းတာမတွေ့ဘူးမျော်လင့်မနေနဲ့ဒီလိုသွားတာခုမှသွားတာမဟုတ်ဘူးလာပူမနေနဲ့ဖိုးကြီးမဟုတ်ပါဘူးကွာ
အရင်လိုမဟုတ်တော့ဘူးလေအသက်ကကြီးနာပြီမို့လားငါစိတ်ပူလို့ပါမပူနဲ့တော်ရင်ကျုပ်ကိုကျုပ်စောင့်ရှောက်နိုင်တယ်အေးကွာပြောမရလဲမင်းသဘောဒေါ်ညညိုသင်းအဝိစားထုတ်ပြီးတဲ့နောက်နေ့မနေ့စောရှားရကားနဲ့သားဖြစ်သူပြောတဲ့လိပ်စာကိုထွက်သွားတယ်မိုးထက်ကအမေဖြစ်သူရဲ့ညိုသွေးပေါ်ထားတဲ့ပြင်းပြတဲ့စိတ်ကိုနားမလည်နိုင်ဖြစ်ရတယ်မိမေကညိုသွေးမှညိုသွေးအချစ်ပူရသလိုသူနဲ့ပါရီမန်းထားတာကိုသိရချိန်စိတ်ညစ်သွားတော့တယ်စိတ်ရင်းကောင်းတဲ့ညိုသွေးကိုသူခင်ပေမဲ့သူတကယ်ချစ်တာမြယုံပေါ်14မှကြည့်မရတဲ့မိမေကြောင့်သူညိုသွေးနဲ့အစဉ်ပြေအောင်ပေါင်းခဲ့တယ်ညိုသွေးကိုပါစားပေးပြီးမြယုံနဲ့သူ့ရဲ့အချစ်ဇလန်းအတွက်ခွင်လန်းတွေဖန်တီးခဲ့တယ်မိမိနဲ့အမြဲလိုလက်ပွန်းတည်းရှိပြီးစကားစမ်းတွေပြောတတ်တဲ့ညိုသွေးကိုသူခင်ပေမဲ့ချစ်လို့မရဘူးဒါပေမဲ့မိမိအလိုကြအရန်ချစ်ပြီးဂရုစိုက်မှုတွေပြသခဲ့ရတယ်ဒါပေမဲ့ထူးဆန်းမှလည်းညိုသွေးရတော့ဒါတွေကိုအာယုံရှိဖို့မရဘူးညိုသွေးအာယုံရှိတာမရှိတာဂရုမစိုက်ပေမဲ့မိမိရဲ့ဂရုစိုက်မှုတော့သူရခဲ့တယ်ညိုသွေးပေါ်သူ့ရဲ့ဂရုစိုက်မှုတွေကိုကြည့်ပြီးမိမိကြည်နပ်နေတာသိတာကြီးမို့လားဟင်သူတို့မရှိတော့ဘူးပြန်သွားကြပြီလားမီလုံးကခြံတကားမှရက်ပြီးခေါင်းငိမ့်ပြတယ်ဥပရိယုတ်ခန့်ခန့်တန်ရှိတဲ့ဒီအမျိုးသမီးမျက်နှာညှိုးသွားပြီးတော့ကလေးမရဲ့သူတို့လိပ်စာလေးများသိရင်ပြောပြပါလားမီလုံးတယောက်ထုတ်ပိုးတွေနဲ့အမျိုးသမီးကိုကြည့်ပြီးစိတ်မကောင်းဖြစ်သွားတယ်ခက်တာရှေးရည်စက်တို့နေတဲ့နေရာကိုသူရောက်ဘူးပေမဲ့မပြောပြတတ်တာစိုးတယ်အဲ့ဒါမှပြဿနာတော်ကြီးရဲ့ကျုပ်ရောက်ဘူးပေမဲ့လမ်းမညွှန်တတ်ဘူးတော့ဒီအချိန်မောင်ဦးနဲ့အပြင်ထွက်သွားတဲ့ဒေါ်ထိတ်တင်မျိုးကားနဲ့ရောက်လာတယ်ခြံဝမှာကားရက်ပြီးမှန်တကားချပြီးတော့မီလုံးရေဘာကိစ္စလဲမမေဟိုဆရာတို့နေရက်ကိုလာမေးနေတာကျုပ်ကမပြောတတ်လို့အခက်တွေ့နေတာဧည့်သည်ကိုအိမ်ထဲမခေါ်ပဲနဲ့ခြံဝမှာမရက်ခိုင်းနဲ့လေအမကြီးအိမ်ထဲဝင်ပါဦးဒေါ်ညညိုတင်းရအေးဝတ်ကြည့်တဲ့ဒေါ်ထိတ်တင်မျိုးကျေးဇူးတင်စွာကြည့်ပြီးခေါင်းငိမ့်ပြပြီးတော့မီလုံးနောက်ကလိုက်ဝင်သွားတယ်မောင်ဦးကနောက်ကနေကားမောင်းဝင်လာတယ်အိမ်ရှိကားရက်တော့ဒေါ်ထိတ်တင်မျိုးဆင်းလာပြီးဒေါ်ညညိုတင်းကိုဖော်ရည်စွာပြုံးပြပြီးတော့ကျမဒီအိမ်ရှင်ထိတ်တင်မျိုးပါအိမ်ထဲကြွပါအမကြီးဟုတ်ကဲ့အိမ်ထဲဝင်လာပြီးဒေါ်ထိတ်တင်မျိုးအေးပြူတဲ့ခုံမှာဝင်ထိုင်ပြီးတဲ့နောက်ကျုပ်ကညညိုတင်းမှာသိကျင်တာသမီးညိုသွေးခုနေတဲ့လိပ်စာကိုသိကျင်လို့ပါအော်ဟိုကလေးမစီနာတာကိုဟုတ်တယ်သမီးအသွေးရွှာရောက်လာကျမမသိနိုင်ဘူးနောက်မှသားနဲ့ဟိုမိန်းမပြောတာကြားလို့သူတို့မေးပြီးတော့လိုက်လာတာဟိုမိန်းမဒီစကားကိုဒေါ်ထိတ်တင်မျိုးနှုတ်ကနေတန်ရောင်လိုက်မိသွားတယ်ဒေါ်ညညိုတင်းရရိမ့်မိစွာနဲ့ကျုပ်ချွေးမကိုပြောတာပါမြေခွေးမလေးတစမ်းမှကြည့်မရအောင်သူနဲ့ပေါင်းပြီးကျုပ်သားပါမြေခွေးစိတ်ထက်တွေကုနေလောက်ပြီချွေးမနဲ့သားဖြစ်သူသဘောမကျဟန်ပြောမျိုးကြောင့်ဒေါ်ထိတ်တင်မျိုးစိတ်ဝင်စားမှုတွေမြင့်တက်သွားတယ်အမကြီးစကားတစ်မျိုးပါလားဟိုတလုံးကလိုက်လာတဲ့မောင်ရင်ကအမကြီးသားဖြစ်မဲ့ပုံပဲသူကလေးမလေးကိုအတော်စိုးရင်ပြီးတော့လိုက်လာတာဒါဆိုညိုသွေးရှိတဲ့နေရာကိုလိုက်သွားပေါ့လက်ကားပါဒီကောင်ဟန်ဆောင်နေတာသားဖြစ်သူခက်ကြမ်းကြမ်းဝေဖန်စကားပြောလိုက်တဲ့ဒေါ်ညညိုတင်းကိုကြည့်ပြီးဘေလီတွေဒေါ်ထိတ်တင်မျိုးစီမှာကင်းရောက်လာတယ်အမကြီးကဒီကလေးမပေါ်တော်တန်ရောစင်ရှိပုံပဲဒီစကားကိုဒေါ်ညညိုတင်းညှစ်လို့စွာပြုံးပြီးတန်ရောစင်ဘာရှိတယ်လဲမမေးနဲ့သူကကျုပ်သမီးတစ်ပိုင်းပဲကျုပ်ကသမီးအဖြစ်သိမ်းမှုကြံ့စီထားတာအကြံမအောင်ခင်သူကပျောက်ချင်းမလားပျောက်သွားပြီးရေခွေးမှနေရဝင်ယူသွားတာလေဟင်ပြောချင်တာတွေပြောချသွားတဲ့ဒေါ်ညညိုတင်းစကားကိုနားလေတဝက်မလဲတဝက်နဲ့ဒေါ်ထိတ်တင်မျိုးနားထောင်နေရတယ်သိချင်တာတွေနှိုက်နှိုက်ချိုချိုမေးချင်ပေမဲ့မသိတော့လို့ပါဇက်ထိန်းထားရတယ်နေရလိမ့်ဆိုင်ရတာနဲ့ဒေါ်ညညိုတင်းအချိန်တော်မဆိုင်ဘူးကျေးဇူးတင်စကားပြောပြီးကားကကိုချက်ချင်းသွားမယ်ပြုလို့ဒေါ်ထိတ်တင်မျိုးကမောင်ဦးကိုပို့ခိုင်းရတယ်အပင်တွေအုပ်ဆိုင်နေတဲ့ခြံဝကျယ်ကြီးကိုတကားဝမှာရှက်ရင်ထဲကိုငေးမြော်ကြည့်တယ်သမီးအသွေးကဒီရောက်နေတာတဲ့လားသူငိုယိုပြီးတတိယတန်းတနေတဲ့အချိန်မှာသမီးအသွေးကဒီမှာရှိနေခဲ့ရလားခေါ်ယူစောင့်ရှောက်ပေးထားတဲ့ကျေးဇူးရှင်တွေကျေးဇူးပါတော့ကျမ်းပါပါစေချမ်းသာကြပါစေဒေါ်ကြီးကျုပ်တို့ကြောင့်ဘာကိစ္စရက်ကြည့်နေရလဲနောက်ကနေရုတ်တရက်အတန်ပေါ်လာလို့ဒေါ်ညညိုတင်းလှည့်ကြည့်တော့ဆယ်ကျော်သက်ရွယ်ကောင်လေးတယောက်ပုံစံကြည့်ကန်နဲ့မိုက်တီမိုက်ကန်လေးဒီကောင်လေးပုံစံကြည့်ပြီးသမီးအသွေးအတွက်ပူပန်သွားတယ်သမီးအသွေးဘလို့လူတွေနဲ့အတူတူနေရပါလေလက်မှာလည်းလောက်လေးကွာကိုင်းထားပြီး
လောက်စလုံးတွေထည့်ထားတဲ့လွှဲတစ်လုံးကိုလည်းလွှဲထားတယ်ဒေါ်ညိုညိုသိန်းဖော်ရည်စွာပြုံးပြီးတော့အော်ဒီလိုပါသားရဲ့ဒေါ်ကြီးကလူလာရှာတာပါဘသူ့ကိုလာရှာလဲကျုပ်တို့အိမ်မှာလူစိမ်းနေမရှိလို့ဒေါ်ကြီးရှာနေတဲ့သူရှိမှာမဟုတ်ဘူးမိန်းကလေးတယောက်ပါသားရဲ့ညိုသွေးတဲ့တက်ပူကချက်ချင်းခေါင်းခါပြီးတော့ဒါဆိုဒေါ်ကြီးအိမ်မသွားပြီဒီအိမ်မှာဘယ်ညိုသွေးမှမရှိဘူးကျုပ်မှမမရှိပဲရှိတယ်အေးဟုတ်တယ်အဲ့ဒီရှိဆိုလားအဲ့ဒီကောင်မလေးကိုတွေ့ကျင်တာပါသားရဲ့တက်ပူကဒေါ်ညိုညိုသိန်းကိုအမျိုးမျိုးပဲဆိုရင်မျက်နှာပြီးနဲ့ကြည့်ပြီးကျုပ်မှနာမည်ရှိရစက်ဗျဘာညိုသွေးမှမဟုတ်ဘူးနေပါအောင်ဒေါ်ကြီးခမရလူလိန်တော့မဟုတ်ပါဘူးနော်ဒေါ်ညိုညိုသိန်းသူ့ပလိတ်စစ်စစ်နေတဲ့တက်ပူကြောင့်စိတ်လဲညစ်ရတယ်လို့ရည်နဲ့ရည်ကျင်မိတယ်ငိုအားထိုင်ရည်အားတန်မဲဆိုရမလားသူ့ရဲ့ဥပရိရုပ်ကိုမယုံမကြည်ဖြစ်နေတဲ့ဒီကောင်လေးကိုပဲရရတုံနဲ့ကောက်ရိုက်ချင်မိတယ်ဒီအချိန်တက်ပူဘာလဲမြို့ထမင်းဆိုင်ရပြန်လာတဲ့ရင်မောင်နဲ့ပေစီကိုအနားလျှောက်လာပြီးပေစီကမေးတော့ဒီမလေးမမရှိကိုညိုသွေးဆိုပြီးတော့လာမေးနေရတားပြောလိုက်မှမမရှိဆိုပြီးပြန်ဖြစ်သွားတာဒါကလူလင်ဖြစ်မှာဆိုလို့တေချာမေးနေရပေစီတက်ပူမျက်နှာထားနဲ့ကြည့်ပြီးလူကြီးတယောက်ကိုဘလို့ဆက်ဆံနေရလဲတက်ပူမင်းပြုမှုတွေပြင်ဖို့ငါပြောထားတာခုထိဒီအတိုင်းပဲလက်မှာလည်းလေးခွန်းနဲ့ငါတို့မရှိရနဲ့ငှက်ပြည့်ထွက်နေရပဲလားမင်းကွာဘလောက်ချွတ်ချွတ်မကျွတ်မဲ့ကောင်းစားသွားခြံတော့ကခြုံတွေဒီနေ့ပြီးသွားရှင်မပြီးရင်အိမ်မမတက်နဲ့တက်ပူမကြည်နဲ့မျက်နှာနဲ့စူပုတ်ပြီးခြံထဲဝင်သွားတယ်ရှင်မောင်ဒေါ်ညိုညိုသိန်းကိုဖော်ရွေစွာပြုံးပြပြီးတော့အတော့အိမ်ထဲကိုကြွပါခမဒေါ်ညိုညိုသိန်းခေါင်းငိမ့်ပြီးဒီကောင်လေးနှစ်ယောက်နောက်ကနေလိုက်လာတယ်အပြုံးချူချူကောင်လေးရဲ့ခက်တီတီမျက်နှာနဲ့ကောင်လေးရဲ့သူတို့နှစ်ယောက်ကိုအကဲခတ်ရင်သူတို့ရဲ့ထူးခြားမှုတွေကိုသူ့ရင်ထဲကနေအလိုလိုခံစားနေမိတယ်ဒေါ်သဲမှုနဲ့ရှိရည်ဆက်တို့နှစ်ယောက်ခြံထဲကနေရာသီနိုင်ပွင့်တဲ့ပန်းတွေကူးယူပြီးဖျားပန်းတင်ဖို့လုပ်နေတယ်ဒီအချိန်ရှင်မောင်ပေစီတို့ဝင်လာတာမြင်တော့သားတို့ပြန်လာပြီလားအမေအိမ်ရှိမှဧည့်သည်ဘယ်ကဧည့်သည်လဲညီမရှိကိုလာရှာတာဘသူလာပြန်ပြီလဲစိတ်ရှုပ်လိုက်တာတယောက်ပြီးတယောက်လာနေကြတယ်ရှင်နေတယောက်မှမသိပါဘူးဆိုရှိရစက်ကပြောတော့ရှင်မောင်ကဒေါ်ကြီးတယောက်ပဲဟိုရွာဒေါ်ကြီးလားသူ့ကိုမတွေ့ချင်ဘူးရှေးသဘောမကျဘူးအဲ့ဒီရွာထင်တယ်ဒေါ်ကြီးပုံစံကတော့စိတ်ရင်းဖြူပုံပဲရှင်မောင်ကပြောတယ်ပေစီကတော့ဦးခွက်တွေလှန်လို့ပြီးစားကြရှာနေတယ်ပြီးတဲ့နောက်ပကံစင်ကနေပကံယူပြီးထမင်းတွေထည့်ပြီးတော့စပွဲမှာထိုင်စားတယ်ပိန်းဆွေဟင်းကညီမချက်တာလားစားကောင်းချက်ချင်းစက်လေးဟုတ်တယ်ညီညီမချက်တာလားခြံထဲတဘာဝရပေါက်နေတဲ့ပိန်းဆွေတွေကိုမြုပ်သီးစိမ်းမယမ်းပြားတို့နဲ့မိုးရင်းတိုင်းသူတို့ချက်စားကြတယ်ဒေါ်သေးမှုကပေစီကိုပြန်ဖြေပြီးရှိရည်ဆက်ကိုခေါ်ပြီးတော့ဧည့်သည်ဆိုတဲ့သူနဲ့တွေ့ဖို့ထွက်လာတယ်ဧကမ်းမှာထိုင်နေတဲ့ဒေါ်ညိုညိုသိန်းကလူရိပ်မြင်တော့လှမ်းကြည့်ပြီးဒေါ်သေးမှုနဲ့ရှိရည်ဆက်ကိုမြင်တဲ့အချိန်မျက်လုံးတွေအယောင်ပြောင်းပြီးမျက်ရည်တွေအိုင်ထွန်းလာပြီးကြည့်နေတယ်အရင်တွေ့နေကြလူတွေလိုအသွေးရည်ဘာညာပြောဆိုခြင်းမရှိပဲတိတ်တိတ်လေးမျက်ရည်တွေနဲ့ကြည့်နေရှာတယ်ပြောင်းလဲသွားတာရှိရည်ဆက်ပဲဒေါ်ညိုညိုသိန်းကိုမြင်တာနဲ့မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျပြီးထိုင်နေတဲ့ဒေါ်ညိုညိုသိန်းစီကိုပြေးသွားပြီးတော့ပေါင်ပေါ်မျက်နှာအပ်ပြီးငိုတော့တယ်ဒေါ်ညိုညိုသိန်းကရှိရည်ဆက်စပင်းတွေကိုသူ့ရဲ့လက်နဲ့ညှင်သာစွာတက်ပေးပြီးတိတ်တိတ်ဆိတ်မျက်ရည်ကျနေတယ်သမီးရဲ့ဘာရေးဆိုပြီးပြောဆိုခြင်းမရှိပဲတိတ်တိတ်နေမျက်ရည်ကျနေတယ်ဒေါ်သိန်းမူကဒီအနေထားကိုအတန်မထွက်ပဲရက်ကြည့်နေတယ်လို့ရင်မောင်လဲစိတ်ထဲရှိတာမအောက်နိုင်စွာဒေါ်သိန်းမူနာကပ်ပြီးညီမလေးတတိယသွားပြီထင်တယ်တူတူလေးပြောရှာတယ်ရှိရည်စံအဘတရငိုပြီးတော့ဒေါ်ညိုညိုသိန်းကိုမော့ကြည့်ပြီးတီညိုသမီးရဲ့တီညိုတတိတွေရနေခဲ့တာသူတို့တွေတေးပြီးယူဆပေမဲ့တီညိုသမီးပြန်ရောက်လာမယ့်အချိန်ကိုမျှော်နေခဲ့တာဘယ်ရောက်လို့ရောက်နေမှမသိလို့လာမတွေ့ရတာအခုသမီးအကြောင်းကြားတာနဲ့တီညိုလိုက်လာတာသမီးဘာတွေဖြစ်ခဲ့မှသိချာမသိဘူးတီညိုသမီးဘာမှမသိတော့ဘူးဆိုလို့တီညိုစိတ်ပူနေတာတီညိုမမှတ်မိပဲနေထုတ်မအောင်စိတ်ပူနေတာရှိရည်စံလည်းအံ့ဩမိတယ်တခြားသူတွေကိုမြင်ရင်စိတ်ရှုပ်အာရုံနောက်ရပေမဲ့တီညိုကိုမြင်တဲ့ချိန်သူ့စိတ်ထဲဝမ်းသာဝမ်းနည်းဖြစ်ပြီးတအားငိုကြင်လာတယ်သူ့ဘော်ဂယုစိုက်ပြီးတဲ့တီညိုပုံရိပ်တွေကိုလည်းပိတ်ကားမှမြင်ရတယ်လို့ပြန်မြင်ရမိတယ်ကွဲကွာနေတဲ့အမေနဲ့ခုမှပြန်တွေ့ရတဲ့ခံစားချက်မျိုးဟိုလူတွေနဲ့တွေ့စဉ်ကဒီခံစားချက်မျိုးမဖြစ်ပေါ်ပေမဲ့တီညိုတွေ့တဲ့ချိန်မှာဝ
ဝမ်းနေဝမ်းသာခံစားချက်ကနင်းနေသေးသေးဖြစ်ပေါ်လာတယ်။တီညိုကိုရှေးတည်တယ်။တီညိုကရှေးကိုအမြဲဂရုစိုက်ပေးတဲ့သူရှေးရဲ့မှတ်ဉာဏ်တွေကမှတ်မိနေတယ်။ဒါဆိုတောင်းရောကိုထက်သမီးစီလိုက်လာတယ်လေ။ရှေးရည်စက်ဒီအကြောင်းတွေတွေ့တော့ခေါင်းတွေကိုက်လာတယ်။သူ့အာယုံနဲ့ညနာမမှတ်မိတဲ့သူတယောက်သူ့ကိုရေထဲတိုးချလိုက်တာပဲပေါ်လာတယ်။ခေါင်းကိုကိုက်မိငိမ့်ညူတော့ဘာဖြစ်လို့လဲသမီးရှေးမမှတ်မိဘူးတီညိုအဲ့ဒီကြောင်တွေတွေ့ခေါင်းတွေတအားကိုက်တယ်ဒါဆိုမတွေးတော့နဲ့သမီးတီညိုမှတ်မိရင်ရှာပြီသူတို့ကသမီးအတွက်အရေးလေးမပါတော့ခေါင်းနဲ့မထည့်နဲ့ရှေးရည်စနဲ့စကားပြောနေရင်ခုမှတော်သေးမှုတို့တတိပြုမိပြီကျေးဇူးပါညီမရဲ့ကျုပ်တို့သမီးလူမျိုးကလေးလေးကိုစောက်ရှောက်ထားပေးလို့တော်သေးမှုခေါင်းငိမ့်ပြီးရှေးရည်စက်ကိုကြည့်ပြီးတော့သမီးဒီအမယူပဲမှတ်မိတာလားရှေးရည်စက်ကခေါင်းငိမ့်ပြပြီးထူးဆန်းနေမေတီညို့မြင်တာနဲ့သမီးသိပေမဲ့တခြားသူတွေကိုသူတို့ဘလို့ပြောသမီးစဉ်းစားလို့မရဘူးဘယ်ရမလဲနင်းရထားတဲ့မြစ်တာဆက်သွယ်မှုကဒီတော်ကြီးမှာပဲရှိတယ်နင်းရဲ့မြစ်တာကွန်ရက်ထဲမှာဟိုလူတွေမပါဘူးဒီတော်ကြီးပဲပါတယ်ဒီတော့နင်းရဲ့သိစိတ်မှာဒီအတော်ကြီးကိုပဲမှတ်ညာသိမ့်ထားတာဒါကြောင့်နင်းသူ့ကိုမြင်တာနဲ့တက်မှတ်မိတာပေစီကနောက်ခန်းကနေထွက်လာပြီးဝင်ပြောတယ်အားလုံးကြီးကပေစီမှာပေစီကခက်တီပဲခုံတစ်ခုမှဝင်ထိုင်ပြီးတော့နင်းရဲ့မမြင်နိုင်တဲ့စိတ်အလွှာနင်းပေါ်စိတ်ထားမမှန်တဲ့သူတွေကိုမှညံဖြောက်ပြစ်လိုက်တာနင်းအတော်ခံဆိုးတဲ့မိန်းကလေးပဲနင်းပေါ်စိတ်ရင်းမှန်သူကဒီအတော်ကြီးတယောက်ပဲရှိတယ်ကိုကြီးပေစီကဘာလို့ဒီလိုပြောရတာလဲငါစိတ်ထဲနင်းကိုကြည့်ပြီးတော့ဒီလိုတွေးတွေပေါ်လာလို့ပဲရုံနှမြုံနာနင်းတို့ပိုင်းမှာအချိန်ကာလအကောင်းဆုံးသက်တည်ပဲဒေါ်ညညိုတင်းကပေစီကိုကြည့်ပြီးစိတ်တော်မဆိုးပါနဲ့မောင်းရင်ရဲ့သူ့ဖေကတော့ဒီလိုမဟုတ်တော့ပါဘူးသူ့သမီးအရင်ပဲသူ့မိပေါ်စိတ်ရင်းမမှန်ရင်တော့ကိုပူကသူ့သမီးတော့တော်ချစ်ရှာတာပေစီကဒေါ်ညညိုတင်းကိုခက်တီတီကြည့်ပြီးဒါတော့ဒေါ်ကြီးတို့သိထားသလိုပေါ့ကျုပ်ခန်းစားချက်ကတော့တခါမှမလွဲဘူးအချိန်တန်ရင်နှပိန်ကံပါလိမ့်မယ်သူ့သမီးပေါ်စိတ်မှန်ရင်အခုလိုက်လာသူကဒေါ်ကြီးမဟုတ်ပဲဒီနူကြီးဖြစ်နေရမှာမဟုတ်ဘူးလားသမီးဖြစ်သူအသက်မသေးဘူးဆိုတာသိထားပါရဲ့နဲ့ဒီနေ့အထိငြိမ်နေတာတော့သူ့စိတ်သူအတိဆုံးပဲပေါ့ဒေါ်ညညိုတင်းဘာပြန်ပြောမှမသိဘူးပေစီကသူပြောစရာရှိရပြောပြီးပြီမို့အပေါ်အင်ကြီးချုပ်ပြီးခြံထဲဆင်းသွားတယ်တက်ဘူးခြံရှင်းခိုင်းထားတာမို့တယောက်တည်းဖြစ်နေလို့ဝိုင်းလို့ဖို့ဆင်းသွားခြင်းပဲအကြီးဆိုပြီးတော့အနိုင်ကျင့်တာငါလိုညီမို့လို့ပေါ့ငါလိမ်မာတော့ဂလန်ကဆန်မလုပ်ချင်ဘူးလေဒါကိုခွင်ကောင်းယူပြီးတော့လာနိုင်ကျင့်နေတီးမခံနိုင်တော့ပေါင်းပင်တွေကိုညက်ခုတ်ထားနဲ့ရွှက်ခနဲခုတ်လိုက်မကြည်မနဲ့ပြောလိုက်နဲ့တက်ပူတယောက်မကြည်နဲ့တာမှန်သမျှရင်ဖွင့်နေတယ်ခြံထဲမကျွတ်မလို့ကောင်းလေးကိုအဲ့ဒီနေရာနဲ့ဝေးမှရှောင်နေကြတယ်တက်ပူကစိတ်မထင်သလိုလောက်လေးခွားနဲ့ရမ်းတက်သလိုသူ့လက်ထဲဓားရှိရင်လဲဓားနဲ့လိုက်ပြီးဟိုဒီမှုရမ်းတက်လို့သူတို့တွေမကြာခဏအနာတရားဖြစ်ကြရတယ်ဒါကြောင့်တက်ပူကိုမြင်တာနဲ့ဝေးပြေးရှောင်ထားကြတယ်တက်ပူလည်းတရေသုံးကောင်မရှိတော့တဲ့ကအဖော်မေ့ပြီးတော့ထီးကျန်ဆန်နေရတယ်တီးမခံတော့မင်းကဘာလုပ်ချင်လဲတဏီကုံကိုချင်းသွားနေတာမင်းအိမ်လုံးလေးနည်းနည်းခိုင်းတာနဲ့တီးမခံနိုင်ဘူးဘာညာနဲ့မင်းကဘာလဲဒီရင်ရလူမဟုတ်ဘူးလားကိုယ်အိမ်အလုံးလှုပ်ပေးတာကိုတန်ထွက်နေအောင်မကြည်နဲ့တော့ငါ့ကိုဘာလုပ်ချင်လဲပြောလေဟဲ့ကောင်ပေစီရောက်လာပြီးလေးတန်းမမနဲ့မေးတော့တက်ပူတကူးလူမိဖြစ်ပြီးဥရုအန်နန်ဖြစ်ကုန်တယ်ပေစီကကိုသားဆိုတယ်ခက်တီတီနေပြီးအရောတဝင်မနေတာကြောင့်တက်ပူနည်းနည်းလန့်နေသူပြောတဲ့စကားကြားသွားမှန်းသိတော့အပြစ်ရှိစိမ့်နဲ့ခေါင်းငုံသွားတယ်ပေစီကတက်ပူကိုစိုက်ကြည့်ပြီးဟဲ့ကောင်ငါမေးနေလေမကြည်နဲ့ဘာလုပ်ချင်လဲလို့ထိုးမလားငါနဲ့တပွေးချင်းချမလားလက်ကမောင်းခက်ပြီးပေစီမေးတော့တက်ပူမျက်နှာငုံပြီးလေးတန်းနဲ့ကြပါကိုကြီးဒါဒီတိုင်းပြောမိတာချက်ချင်းအပိုးကြိုးနဲ့ပြန်ဖြေတယ်ပေစီကခက်လွန်းပြုံးပြီးကြည်ရင်ခုနမင်းလေတန်းဒီအကျိုးမဟုတ်ပါဘူးဘာမှမဟုတ်တာသိကြလားသိကြပါတယ်ဂျုံတွေရှင်းတာပြီးပြီလားမမြင်ဘူးလားလို့တက်ပူပြောလိုက်ချင်ပေမဲ့ကြောက်စိတ်ကခံနေတော့ပြီးတော့မယ်ကိုကြီးအေးဆက်လို့ပေစီပြောပြီးသူ့ဘာဝင်ရှင်းတယ်ညီကိုနှစ်ယောက်ပေါင်းပြီးခြုံတွေခုတ်ကြတော့မကြခင်ခြံနောက်ပိုင်းရှင်းလင်းသွားတယ်ပေစီကခြံနောက်ဘက်ကြည့်ပြီးသဘောကျစွာပြုံးပြီးတော့မနေ့ပြန်မင်းဘယ်မှမသွားနဲ့ငါနဲ့အတူမြောင်းပေါင်တွေဖို့မယ်စင်တွေထိုးမယ်ကြားလားစင်လုပ်ဖို့ဝါးတွေခုတ်ပြီးတော့ဝါးကြောတက်ရမယ်မိုးတွေရွာပြီဆိုတော့ပင်ဆိုင်လူကောင်းပြီဆိုင်အတွက်ဟင်းရတယ်လို့ရောင်းဖို့လည်းရမယ်တက်ပူမကြည်နဲ့ပေမဲ့မငင်းရဲဘူးမ
ကြည့်မသာခေါင်းညင်ရတယ်ကိုကြီးရှင်မောင်ကအနစ်နာခံပြီးစိတ်ရင်းကောင်းသလောက်ကိုကြီးပေစီကစိတ်ကြီးတယ်သူပြောသလိုမလုပ်ရင်ထိုးတာကြိတ်တာမျိုးမလုပ်ပေမဲ့လူကိုစူးစိုက်ကြည့်ပြီးတခွန်းချင်းထိုင်ပြောတာများစိတ်မခိုင်တဲ့သူဆိုရင်မျက်ရည်ပေါက်ပေါက်ကျလောက်တယ်ပေစီရဲ့ခွင့်ပြုချက်နဲ့တက်ဘူးရီမိုးချိုးပြီးအိမ်မော်တက်လာတဲ့ချိန်သူနဲ့ချမ်းဝမှာစုံတဲ့အတော်ကြီးကိုတွေ့တယ်မမရှိကိုဖက်ပြီးတော့ပြုံးနေတယ်မမရှိရလေဒီအတော်ကြီးကိုတွေ့ရတာကြည်နဲ့ပျော်ရွှင်နေပုံရတယ်မမရှိဒီတော်ကြီးနဲ့တိတာရှေးရစကန်တက်ဘူးကိုလှည့်ကြည့်ပြီးတိတယ်မောင်လေးရဲ့အော်ဒါဆိုတော်ကြီးကလူလေးမဟုတ်ဘူးပဲဟဲ့သားတော်သေးမှုဟာအာနာစွာဝင်းဟန့်တော့ဒေါ်ညူညူတင်းကနားလေစွာပြုံးပြီးရပါတယ်ညီမရဲ့ကောင်လေးကပူပန်ပေးတတ်တာပဲတားကသမီးလေးကိုချစ်ပုံပဲတက်ဘူးကနားမဝင်းထိုင်ပြီးချစ်ပါဗျာရှာရှာပါပါတယောက်တည်းရှိရဲ့ကြုံမအကြည့်ဆိုပြီးတော့အနိုင်လည်းမကျင်ဘူးဟဲ့ကောင်မင်းဘသူ့ကိုပြောရလဲတိုက်တိုက်ဆန်ဆန်ရောက်လာတဲ့ပေးစီကြောင့်တက်ဘူးပခုံးတွန့်သွားပြီးမမရှိကိုပြောနေရပါကိုကြီးပေးစီကိုတာမပြောပါဘူးမင်းတော့မင်းငါသိတယ်တားရဲ့ဧည့်သည်ရှိနေအောင်ဒေါ်သေးမှုဝင်ဟန့်နေရင်မောင်ကရေချိုးဖို့ထွက်သွားတယ်ဒေါ်သေးမှုဒေါ်ညိုညိုတင်းကိုကြည့်ပြီးအမကြီးရီမိုးချိုးလိုက်ပါလားပြီးရင်ညစာစားရအောင်ခရီးပန်းလာတော့စောစောနားယူလို့ရအောင်သမီးရှိအမကြီးကိုပြပေးလိုက်ပါအောင်ဟုတ်ကဲ့မမေဒေါ်ညိုညိုတင်းကိုအနားယူဖို့အခန်းရှိရခေါ်လာတယ်ခန်းထဲရောက်တော့ဒေါ်ညိုညိုတင်းကသူတို့တွေကသမီးပေါ်တကယ်ချစ်ပြီးတော့ကောင်းပေးကြတယ်နော်ဟုတ်တယ်တင်ညိုသမီးအတွက်တော့သမီးမိသားစုပဲနေပေါင်းသမီးရဲ့သမီးဖေဖေကိုတကယ်မမှတ်မိဘူးလားသူတို့တွေကိုသမီးတယောက်မှမသိဘူးတင်ညိုပဲသမီးသိတယ်သူတို့ဘယ်သူဆိုတာသူတို့ပြောလို့သိပေမဲ့သမီးမှတ်ဉာဏ်နဲ့မှမရှိဘူးတခုရှိတာအိမ်မက်တခုကိုထပ်တလဲလဲမှတ်နေတာပဲသမီးကိုစကားလာပြောတဲ့မိန်းမရဲ့ရေထဲတွန်းချတဲ့သူရဲ့ကိုသိကျင်နေတာခက်တာသူတို့မျက်နှာသမီးမမှတ်မိဘူးသမီးတင်ညိုနဲ့ရွာကိုလိုက်လာပါလားသူတို့မမှတ်မိရင်တင်ညိုစီမှာနေမနေချင်ဘူးတင်ညိုသမီးစိတ်ထဲသူတို့ကိုသဘောမကျလို့ဝေးဝေးပဲနေချင်မိတယ်မဟုတ်ဘူးသမီးအပြေမပေါ်တဲ့အရာကိုအပြေရှိတဲ့နေရာမှာရှာရတယ်ဒါမှအပြေထွက်မှာပေါ့အပြေမထွက်လဲနေပါစေတင်ညိုသမီးအခုဘဝလေးမှာပြောနေပြီသူတို့ဘသူဖြစ်ဖြစ်သမီးမသိကြတော့အလောက်တောင်မလားသမီးရဲ့သမီးဘာတွေကြုံခဲ့လို့သမီးမှတ်ညာနေဖျောက်ပြစ်လိုက်တာလေသမီးမသိဘူးတင်ညိုဒေါ်ညိုညိုတင်းသူ့အတွက်လှုပ်ပေးနေတဲ့ရှေးရည်ဆက်ကိုစိတ်မကောင်းစွာကြည်နေမိတယ်သူအသွေးဆိုတဲ့နာမည်ကိုလုံးဝမခေါ်ဘူးကိုဘဝတစ်ခုလုံးမှတ်ညာပြောက်ရလောက်ဘလို့မထင်မှတ်မှုမျိုးကြုံခဲ့ရပါလေလို့တွေးနေမိတယ်ဒါကြောင့်ဒီကောင်မလေးမိပြောက်ထားတဲ့ဘဝအပိုင်းစာတွေကိုသူအစာဆွဲထုံမပြတော့ခြင်းပဲသမီးစကားရသူ့ကိုရေထဲတွန်းချသူကိုပဲသိကျင်စိတ်ပြင်းပြနေမိတယ်ဘာအတွက်ကြောင့်သမီးညိုသွေးပေါ်ဒီလိုရက်ဆက်တဲ့လောက်ရက်ကိုလောက်တာလေဒီသူကဘသူဖြစ်မလဲရှေးရည်ဆက်ဒေါ်ညိုညိုတင်းကိုဖတ်ပြီးဝမ်းနဲ့ပလက်ငိုနေတယ်ဒေါ်ညိုညိုတင်းရဲ့တောင်းဆိုမှုရောရှေးရည်ဆက်ကိုယ်တိုင်လေးစိတ်ပါမှုကြောင့်ဒေါ်ညိုညိုတင်းနဲ့အတူရှေးရည်ဆက်လာအိပ်ပေးခြင်းပဲအိမ်နေရင်ညလေချိန်မှာရှေးရည်ဆက်နိုးလာပြီးရှိုက်ငိုနေတဲ့ချိန်ဒေါ်ညိုညိုတင်းမှနိုးလာတယ်သမီးဘာလို့လဲဒီညို့ပြောလေရှေးရည်ဆက်ဒေါ်ညိုညိုတင်းကိုမျက်ရည်တွေပြင်းနေကြည့်ပြီးအာပါတရဖတ်တယ်ဒီနောက်ရှိုက်ငိုတယ်ဘာမှမသိပေမဲ့တားငိုနေချိန်မှုစိတ်တွေပေါ်ပေါက်ငိုခွင့်ပေးထားတယ်ရှေးရည်ဆက်တစုံတရာကိုနင်းနေတီတီခန်းစားနေရမှန်းသိတာလို့နေရှေးရည်ဆက်သူ့အိမ်မက်ထဲကလူရဲ့မျက်နှာကိုမြင်ရောက်ပြီးအံ့ဩခြင်းယူကျုံမရခြင်းခံစားနေရတယ်ဒီအိမ်မက်နဲ့အတူအတိတ်ကိုလည်းတဖြည်းဖြည်းချင်းရုံလုံးပေါ်ပြန်မှတ်မိလာတယ်မထင်ထားသူယုံကြည်ထားမိသူရဲ့နောက်ကျောဓာတ်နဲ့ထိုးခြင်းကိုခံခဲ့ရတယ်သူ့ပေါ်ဘာကြောင့်ဒီလိုလုပ်ရတာလဲမေးချင်ပေမဲ့သူ့ရဲ့မှတ်ဉာဏ်တွေဘာကြောင့်ပျောက်ခဲ့ရတာလဲဆိုတာနားလည်လာမိတယ်သူ့နှလုံးသားနာကျင်လွန်းလို့ဒီအကြောင်းတွေကိုသူ့မှတ်ဉာဏ်မမ်မိုရီဖျောက်လိုက်ခြင်းဖြစ်နိုင်တယ်နာကျင်မှုတွေကိုမျက်ရည်ဖြင့်အပါတရသွန်ချပြီးဒေါ်ညိုညိုတင်းကိုဖတ်ထားတဲ့သူ့ရဲ့လက်တွေဖြေလျှော့လိုက်တယ်ဒေါ်ညိုညိုတင်းကသူ့ကိုကြည့်ပြီးသမီးစိတ်ပေါ်သွားပြီလားရှေးရည်စဲခေါင်းငိမ့်ပြတယ်ဘာဖြစ်တာလဲအိမ်မက်စုမက်လို့လားထပ်မံပြီးခေါင်းငိမ့်ပြပြီးတော့တီညိုပြောလေသမီးအားလုံးပြန်မှတ်မိပြီတီညိုဟင်ဒေါ်ညိုညိုတင်းမထင်ထားစွာကြည့်တယ်ဘာစိတ်ထိခိုက်စရာတွေရှိလို့သမီးတလောက်တော့ဝမ်းနေနေရလေ
ရှေးရည်စံမျက်ရည်တွေတုပ်ပြီးတီညိုတချို့တွေကမျက်နှာဖုံးတွေတိတ်လှကြတယ်မထင်ထားမျက်နှာဖုံးလှလှတွေတက်ထားကြတာဘာလို့လဲသမီးမမှတ်မိတဲ့အရာတွေကဘာတွေသိလာလို့လဲဖြစ်နိုင်မမှတ်မိတဲ့ဘဝကိုပဲပြန်လို့ခြင်းတယ်အဲ့ဒီဘဝမှာနေရတာအရန်အေးချမ်းတယ်အခုတော့တီညိုရဲ့မယုံနိုင်ရသလိုမထင်ထားတဲ့သူမလို့သမီးခွင့်မလွတ်နိုင်ဘူးဖြစ်နေတာဘာတွေလဲသမီးရဲ့ဘသူကသမီးကိုလောက်တာလဲတီညိုလဲခွင့်မလွတ်ဘူးတီညိုပြောအဲ့ဒီလိုဘသူလဲရှေးရည်ဆက်ပြန်ပြောတဲ့အပြေစကားမှာဒေါ်ညိုညိုအသိပါဇက်ဟယုံမကမျက်လုံးပါပြူးကျဲသွားတယ်လုံးဝထင်မထားတဲ့စကားဘာကြောင့်လဲဘာလို့ဒီလိုလှုပ်ရက်ခဲ့တာလဲဆက်ဆံရအထူးကောင်းမွန်ခဲ့တာမို့ဘသူမှထင်မှာမဟုတ်ဘူးတစုံတစ်ခုကိုတွေးမိပြီးဒီယုံမြင်လို့ဒီချုံထွင်တာပဲလို့တွေးပြီးအခုပဲအဲ့ဒီသူကိုပြေးတွေ့ပြီးတော့တစစီဆွဲလို့ပြစ်ချင်စိတ်တွေတဖွာဖွာသမီးရဲ့ဒါတီညို့ကြောင့်ပါတီညို့ကြောင့်ဖြစ်တာတီညို့တောင်းမှန်ပါတယ်ကွယ်ခံစားနေရတဲ့အတန်နဲ့လိုက်လိုက်လဲလဲရှင်နေရတောင်းပန်နေရှေးရည်ဆက်ဒေါ်ညိုညိုသင်းကိုကြည့်ပြီးတီညိုကဘာအတွက်လဲတီညိုလောက်တာမှမဟုတ်တာလောက်တဲ့သူကပဲတောင်းပန်ရမှာတောင်းပန်ရင်လည်းခွင့်မလွတ်ဘူးရှေးဘက်ကဒီလောက်ယုံကြည်ခင်တွဲထားတာမှလုံးရတာရှေးခွင့်မလွတ်ဘူးနာကျင်ခံပြင်းတဲ့ရှေးရည်ဆက်ကိုဒေါ်ညိုညိုသင်းမျက်ရည်တွေနဲ့နားလေစွာကြည့်ပြီးခေါင်းငိမ့်နေအေးပေါ်သူဆိုလဲဒီလိုခံစားရမှာပဲလေစိတ်ထဲကစာနာစွာတွေးမိတယ်ကိုကြောင့်ဖြစ်တာလို့ထပ်တွေးပြီးစိတ်ထဲနာကျင်ရပြန်တယ်သမီးဘာဖြစ်ချင်လဲဘာလုပ်ချင်လဲတွေးတာမနဲ့ရောက်ရင်ပြောသမီးဖြစ်ချင်တာတီညိုအားလုံးလုပ်ပေးမယ်အခုအိတ်လိုက်တော့အိမ်မပြောလဲကြိုးစားအိတ်ကျမ်းမာရေးထိခံလို့မဖြစ်ဘူးရှေးရည်ဆက်ကိုနှစ်သိမ့်ပြီးအိတ်ဖို့လဲချလိုက်တယ်ရှေးရည်ဆက်မျက်လုံးမှိတ်ပြီးငြိမ်နေပေမဲ့အိတ်မပြောဘူးဆိုတာသိတယ်သူကိုယ်တိုင်လည်းအိတ်မပြောဘူးဘယ်အိတ်ပြောမလဲဒီအဖြစ်ပြက်ဆိုသိထားပြီးအိတ်ပြောနိုင်လောက်သူကတွေးအေးလွန်းသူမဟုတ်ဘူးစိုက်မစင်ဘုံမစင်အမကြီးရဲ့ဘာစိတ်ကူးပေါင်းလို့ထပြန်တာလဲအေးစစ်စစ်နေသွားပါဦးတွေ့ကျင်လို့တကူးတကလာပြီးမှတော့အကြောင်းပေါ်လာပြီလေမပြန်လို့မှမရပဲရှေးရည်စက်ကိုကြည့်ပြီးဒေါ်ညိုညိုတင်းပြောတယ်ပေစီကထမင်းကြော်စားရင်သိသွားပြီမို့လားနေမေ့နေတာတွေပြန်မှတ်မိသွားပြီမို့လားရှေးရည်စက်ကိုကြည့်ပြီးတော့ပြောတယ်ဒေါ်ညိုညိုတင်းပေစီကိုအံ့ဩစွာကြည့်တယ်ရှေးရည်စက်ကကိုကြီးပေစီဘလို့သိရလဲအဲ့ဒါအရေးမကြီးဘူးငါပြောတာဟုတ်တယ်မို့လားရှေးရည်စက်ခေါင်းငိမ့်ပြပြီးညာရှေးအိမ်မက်မှတ်တယ်အိမ်မက်ကဒီတစ်ခါရှင်းရှင်းလင်းလင်းပဲနေအိမ်မက်ကလည်းတော့ခုမှပဲတရက်ခန့်ပြတော့တယ်မသိရင်ရုပ်ရှင်များမှတ်နေသလားပဲမင်းကလည်းသူ့အချိန်မရောက်သေးလို့နေမှာပေါ့ရင်မောင်ဝင်ပြောတော့ပေစီရင်မောင်ကိုကြည့်ပြီးအေးလေဒါကြောင့်ရုပ်ရှင်စံတယ်လို့ပြောတာမင်းနဲ့ငါကြည်ဝေးတဲ့ရုပ်ရှင်တွေကလိုမျိုးလူတွေကိုစိတ်ဆွနေရလေနင့်ကိုလုပ်တဲ့သူဘာသူလဲသိရင်တရားစွဲရှေးရည်စက်ဘာမှပြန်မပြောဘဲငြိမ်နေတော့ဘာလဲနင်မလုပ်ရဘူးလားဒါမှမဟုတ်နင်ပေစီစကားမဆက်တော့ပဲရှေးရည်စက်ကိုကြည့်တော့နာကျင်နေတဲ့ရှေးရည်စက်မျက်လုံးတွေကိုကြည့်ပြီးညီမနင်မဟုတ်တာမတွေးနဲ့တော့သူ့ဆိုင်ရာနဲ့ဖြည့်ရှင်နင်စိတ်တွေကိုအမိုက်ထဲမခံနဲ့ဒေါ်ညိုညိုတင်းရလဲသမီးစိတ်ထဲရှိတယ်လို့လုံတော့ဒီညိုကြောင့်သမီးစိတ်တွေအပင်မခံနဲ့ဒီညိုကိုထဲ့မတွေးနဲ့ရှေးရည်စက်ဒေါ်ညိုညိုတင်းကိုကြည့်ပြီးစိတ်တွေတအားရှုပ်နေတယ်ဘာလို့ရမှန်းမသိတာခွင့်မလွတ်နိုင်တာတော့အမှန်ပဲခွင့်မလွတ်နိုင်ဥပဒေတိုင်းသွားမဟုတ်တဲ့အတွေ့ဘာမှမတွေးနဲ့သမီးဒေါ်သိမ်းမှုဝင်ပြောတယ်တက်ပူကဒီအကြောင်းတွေသိချမသိလို့မမရှိဘာဖြစ်နေရလဲမမရှိဘူးသူကဘာလုပ်လို့လဲသူ့မောင်ချားတယောက်ထိခံအောင်လုပ်တယ်ထင်ပြီးစားနေတာမှမစားနိုင်တော့ရှေးရည်စက်ကတက်ပူကိုကြည့်ပြီးအခုဖြစ်တာမဟုတ်ပါဘူးမောင်လေးမမရဲ့အရင်တော့အကြောင်းတွေမမခုမှပြန်တတိရလာတာအရင်တော့အကြောင်းခုမှဘာလို့ပြန်ပြောနေရလဲပြီးသွားပြီပဲမကောင်းတဲ့သူဆိုမခေါ်တော့နေပေါ့ပြစ်ထားလိုက်ပေါ့အဲ့လိုလုံးလို့ရတဲ့ကိစ္စမဟုတ်လို့ပေါ့ညီယာဒါကြောင့်ပြောနေကြတာဟင်ဘလို့ကိစ္စမို့လဲအဲ့ဒီလူတွေကကြောက်စရာကောင်းတာလုပ်ခဲ့လို့လားရှေးရည်စကားခေါင်းငိမ့်ပြတယ်ဒေါ်ညိုညိုတင်းကကျုပ်မနဲ့ပြန်ပြန်မယ်သမီးလိုက်အောင်မလားမလိုက်ဘူးတီညိုသမီးသူတို့မတွေ့ကြဘူးဒါပေမဲ့မတွေ့ကြဘူးဆိုပြီးအမြဲရှောင်နေလို့မရဘူးထိတ်တိုက်တွေ့ဖို့လိုတယ်လေ
တွေ့မှာပါတီညိုသမီးအတွက်အချိန်နိုးတယ်လေသမီးစိတ်တွေတည်ငြိမ်နေနေသမီးရှင်းဆိုင်မှာပါစိတ်ကိုမြင်မြန်တည်ငြိမ်အောင်လို့နောက်ထပ်လှုပ်ကြံမှုထက်ကြုံနေရမယ်ဟိကောင်ပေးစီရင်မောင်လှမ်းဟန်းတော့ပေးစီကအရေးမဆိုင်ဟန်နဲ့မင်းငါ့ကိုတားလို့ငါမပြောလေဒီအဖြစ်ကဖြစ်လာမှာပဲဖြစ်မလာခင်ကြိုတင်တားလို့ရအောင်တတိထားလို့ရအောင်ငါပြောတာငါပြောလိုက်လို့ဖြစ်လာတာမဟုတ်ဘူးဖြစ်လာနိုင်လို့ငါပြောတာရှေးရစကပေးစီကိုကြည့်ပြီးသူတို့ကရှေးကိုလူမဆန်တဲ့လှုပ်ထက်လုံနိုင်တယ်ပေါ့ဟုတ်လားကိုကြီးပေးစီတခါလူမဆန်ဘူးရင်နောက်တစ်ခါဆိုတာခဲရင်မလားနေတွေးပေါ့ဒေါ်ညညိုတင်းကအိုးကျုပ်တယောက်လုံးရှိနေတာဒီတခါသမီးကိုဘယ်သူမှမထိစေရအောင်သမီးတီညိုရှိတယ်တီညိုလည်းနဲ့သူတို့ရှင်းပြမယ်ပေစီကမခုတီကိုခက်လောင်လောင်ပြုံးပြီးဒေါ်ညညိုတင်းကိုကြည့်ပြီးတော့ခမရအမှန်တရားအတိုင်းရှိတယ်ဆိုပေမဲ့ခမရတကယ်ကြိုင်မလုပ်ရဘူးခမရတွေးဝေးနေမှသိကြတယ်ပေစီစကားကိုဒေါ်ညညိုတင်းကျွေးမိတူပြီးစောင့်ကြည့်လိုက်ပါမောင်ရင်ကျုပ်ဘလို့လူစားလဲအချိန်တိုင်မောင်ရင်သိစေရမယ်သူတို့ရဲ့တစ်ချိန်ကမတရားလုပ်ရက်ကိုတာဝန်မယူနိုင်သေးခင်နောက်ထပ်မတရားလုပ်ရက်မရှိစေရအောင်ကောင်းပါပြီခမရလုံနိုင်ပါစေကျုပ်ဆူတောင်းပေးတယ်ရှင်မောင်စားပြီးရင်ထဆိုင်သွားရအောင်မယ်ရှင်မောင်ပကံယူပြီးသွားစေးပြီးတော့ပကံစင်မှာတင်ပြီးရဲ့နောက်လာသွားမယ်ဒီချိန်ဈေးကားတွေရှိသေးတယ်ဈေးကားမရှိရင်လိုင်းကားနဲ့သွားမယ်ပူမနေဘူးဒါကြောင့်သားပြောပါတယ်စပိန်ဝယ်လိုက်ပါဆိုတော့မဝယ်ကြဘူးမဝယ်ပါဘူးမင်းစီးပြီးတော့ရွာယူကူပေါက်သွားကျင်တယ်အမသားစေတနာနဲ့ပြောတာအောင်များတခါတလေသားစီရောဘာဖြစ်လဲတွန့်တိုနေသေးတွေ့လားငါပြောတာမမအောင်မင်းစီးမှာပဲပေစီရဲ့ဒီစကားကြောင့်ကြံတဲ့သူတွေပြုံးမိသွားကြတယ်ပေစီရဲ့ပုံသွင်းဆုံးမမှုတွေကြောင့်တက်ပူတရားအပိုးကျိုးလာတယ်ဟိုရှင်ကလောက်စီးနွတ်ပေါင်လို့နေထိုင်ခြင်းသိမ့်မရှိတော့ဘူးဒါပေမဲ့အချိုးမပြေတဲ့ပြုမှုနဲ့စကားပြောရိုင်းနာလေးရတော့နည်းနည်းကြံနေဆိုရမှာပေါ့ဒေါ်ညညိုတင်းအိမ်ပြန်ရောက်တဲ့အချိန်သမီးတွေကမမေပြန်လာပြီလားမမေလင်းတော့ဖေဖေအဖော်လိုက်ပြီးမေပြောတာအမြဲကိုစိတ်ကိုသဘောအသက်ကမငယ်တော့ဘူးတော်တာရေတစ်ခွက်ခက်လားမမေကိုဆရာပြန်မလုပ်နဲ့စိတ်ဆိုးနေပုံရတဲ့ဒေါ်ညညိုတင်းပုံစံကြည့်ပြီးတော်တာဘာမှမပြောတော့ပဲထဲဝင်သွားတယ်ဒေါ်ညညိုတင်းကခုံမဝင်ထိုင်ပြီးယူပါဟိုလင်းမရအောင်မမေမောင်လေးတို့လားသူ့ရခမရင်သွားတယ်ဒီအချိန်တော်တာရေခွက်ကန်ပြီးထွက်လာပြီးဒေါ်ညညိုတင်းကိုပေးတယ်မမေအဆင်ပြေရဲ့လားတခုခုဖြစ်လာလားညိုသွေးဘာဖြစ်လို့လဲမမေညိုသွေးကဘာဖြစ်ရမှာလဲညီစကားမဟုတ်ဘူးလေမမေညိုသွေးကိုသွားတွေ့ရဆိုမမေပုံစံတခုခုဖြစ်လာတဲ့ပုံစံမလို့ညိုသွေးများတခုခုဖြစ်သလားလို့နေပါဦးညိုသွေးကိုတွေ့ခဲ့လားအရင်မမေးပဲဘာကိစ္စတခုခုဖြစ်တယ်လို့မေးတာလေဒေါ်ညညိုတင်းအမေကြောင့်တော်တာဒေါ်ညညိုတင်းကိုဦးလေးလေးပြန်ကြည့်ပြီးတော့ဘာလို့လဲမမေသမီးကဒီအတိုင်းမေးလိုက်တာပါသူ့ကိုနားမလည်ဟန်နဲ့ကြည့်ပြီးမေးနေတဲ့သမီးကိုဒေါ်ညညိုတင်းအသိဝင်ပြီးသူ့စိတ်ကိုပြန်ထိန်နေသမီးတွေကတော့ဘာမှသိပုံရမယ်မထင်ဘူးစိတ်ကိုလျှော့ပြီးဘာမှမဟုတ်ဘူးလျှော့ထုတ်တွေသိမ့်နဲ့မမေခီးပန်းလာလို့အနားတစ်ချက်ယူမယ်ပြောပြီးတော့ထိုင်ရထပြီးအခန်းထဲသွားဖို့ပြင်နေမသွားခင်သမီးနှစ်ယောက်ကိုပြန်လှည့်ကြည့်ပြီးမသွားခင်ဟိုလင်မယားရောက်လာရင်ငါစီကိုလှုပ်လိုက်နင်တို့ဖေရောအဖေလဲထဲသွားတယ်မေအေးခန်းထဲကိုဝင်သွားတော့တယ်မိုးတော်တာနဲ့မိုးယူပါတခုခုကိုထိန်းချုပ်ထားဖို့ရတဲ့သူတို့အမေကိုကြည့်ပြီးတယောက်ကိုတယောက်မေးထိုးပြီးဗဟေလီကိုအပြေထုတ်နေကြတယ်မမေတခုခုဖြစ်လာတေးကြတယ်ယူပါဟုတ်တယ်မမတော်တာယူပါလေတမျိုးကြီးလို့တွေးနေတာမောင်လေးတို့မေးနေတာဆိုတော့သူတို့နဲ့ပတ်သက်နေမလားမသိဘူးအင်းတော့စိတ်ဝင်စားလာပြီအသွေးကိုတွေးကျင်နေဆိုပြီးပြုံးစားကြီးထွက်သွားပြီးတော့ရှုပ်တရက်ပြန်ရောက်လာပြီးဒီလိုဆိုတော့ယူပါတော့အိမ်မှာပြဿနာဖြစ်မှစိတ်ပူမိတယ်တို့အိမ်လေးအမြဲအေးချမ်းနေရပဲလို့ချင်တာပြဿနာမကြည့်အောင်တော့ဝင်ထင်းရမှာပဲဟုတ်ခဲ့ရင်ပေါ့ယူပါလဲဒီလိုပဲတွေးတယ်ဒီအချိန်မိုးထက်ကုန်နဲ့မြယုံတို့လင်းမရဥပိုဒေါခင်လွမ်းတို့အိမ်မှာစကားပြောနေကြတယ်အမေကအဲ့ဒီကောင်မကိုအတန်ကြားတာနဲ့တဲတဲလှုပ်လွန်နေကိုသွေးသားငါတို့တော့ဒီအတိုင်းနေနေတာသူကသူ့မွေးထားတယ်လို့ပဲအရန်တရုပ်ပြက်တယ်ဟုတ်ပါဒီနေ့ထိရုံတစ်ချက်ပြုံးမပြဘူးသူ့သားရဲ့မိမရဲလို့ဒီနေ့ထိအတိမတ်ပြူဆက်ဆံတာလည်းမခံရဘူးကိုရုံစိတ်ဆိုးရင်လည်းဆိုရုံကိုမမေကိုတကယ်စိတ်ဆိုးတယ်မဟုတ်ပါဘူးရုံရဲ့
မိမိကိုမကျေနဲ့လည်းတီးခံပြီကိုရုံအတွက်ဘလို့ပေးဆက်ပြီးချစ်ခဲ့ပြီလေရုံအတိဆုံးပါမိမိဒီလိုဆက်ဆံတာတော့ကြော်ပေးကွာကိုချစ်တယ်ဆိုဒါဆိုမိမိကိုလည်းစိတ်မဖြစ်နဲ့မိမိကဒီလိုဆက်ဆံပြီးမြဲရုံပေါ်ဘာတစ်ခုမှပြဿနာရှာနေရမှာမဟုတ်ပဲဒေါခင်လွမ်းကတမက်မျက်နှာကြည့်ပြီးရဲ့နောက်သမီးဖြစ်သူကိုကြည့်ပြီးဒါလည်းဟုတ်တာပဲသမီးရဲ့သမီးကိုသူသဘောမကျပြီမြဲရောက်ခမဆိုတော့မဟုတ်ပါဘူးဥပ္ပဝါတော့သူတို့ပြောတာကိုနားထောင်ရုံပဲဘာတစ်ခုမှဝေမပြောဖက်ဖြူစင်းလေးကိုအငွေတစ်ထောင်ထောင်ထအောင်ဖွာရှိုက်နေတယ်သူ့အတွေးတွေသူ့လုပ်ရက်တွေမှန်ရင်လားတွေးနေမိတယ်မိန်းမရဲ့စကားရဲ့သူ့ရဲ့တန်တရားတွေရဲ့ပေါင်းပြီးညိုသွေးပေါ်သူမလှုပ်တဲ့လှုပ်ရဲ့လှုပ်ခဲ့လေသလားအရင်ကမိတဆိုးသမီးလေးဆိုပြီးတနာခဲ့ဂယုဏပူခဲ့ပေမဲ့မခင်လွမ်းနဲ့ညားပြီးမခင်လွမ်းပြောပြတဲ့သူ့အရှင်မိန်းမရဲ့ညှို့ဝှက်ချက်အချို့ကိုသိနာရခြင်းသူညိုသွေးပေါ်အရှင်လိုဂယုမဆိုင်တော့သလိုသွေးအေးခဲ့တယ်ညိုသွေးကလည်းအရွယ်ရောက်လာလို့ထင်တယ်ဘသူမှသိမကက်ပဲသူ့ဟာသူနေတာများတယ်ဒီတော့ဖာတိဘာသာနေပြီးသူတို့ကြားသွေးအေးမှမသိသွေးအေးသွားခဲ့တယ်ညိုသွေးမတော်ရဆမှုနဲ့ရေထဲပြုတ်ကြတော့လေတန်တရားစိတ်ကနှိပ်စက်တာရောသူမိမမခင်လွှဲရဲ့မကြည်ကြည်ကြောင်ရောလူမြင်ကောင်းအောင်လူပြောက်ရှာယုံရှာပြပြီးအေးအေးဆေးဆေးနေခဲ့တယ်သူ့အရင်မိမသူ့ကိုနွားဆက်သွင်းခဲ့တယ်လို့တွေးပြီးစိတ်နာပြီးညိုသွေးကြောင်တွေးဦးမတွေးဘူးကိုဘတော့ဘာစဉ်းစားနေရလဲမခင်လွှဲဒီလိုမေးတော့တရှိုင်မမက်ဖွာနေတဲ့စိနေကိုပါဇက်ကနေဖယ်ပြီးခင်လွှမ်းရင်တခါငါတွေးနေတာဒီကိစ္စမှာငါတို့တရားရောတရားရဲ့လားလို့တကယ်ကညိုသွေးရဘာဆိုဘာမှမသိတဲ့သူလေတော့ကိုဘူးခုမှတော့ဘာဖြစ်တာတော့ तू ကကြုတ်တူမှဆိုပေမဲ့ကိုသွေးသားရှင်းတော့သူ့ကိုမကောင်းပေးနိုင်ဘူး तू ရှိတဲ့ကာလတစ်လျှောက်လုံးသမီးအရင်ကိုနေရမပေးပဲသူ့ကိုဦးစားပေးပစားခဲ့တာအလက်ကားများထင်နေလားလူတွေကျုပ်သူ့ပေါ်ကောင်းပေးတာကြည့်ပြီးကျုပ်တို့ဘာတစ်ခုမှလက်ညှိုးထိုးလို့မရအောင်ပဲတော့အခုမှဘာသူတော်ကောင်းစိတ်လာဝင်နေရလဲဒီကလေးကတော့ကြိုးတက်ထားတဲ့ကလေးကျုပ်အမကြောင့်ကျုပ်တော့ဘသူကသိမလဲခင်လွမ်းမင်းကွာပါဆက်စည်းကမ်းမရှိတာကလေးတွေရှိမှဘာတွေပြောနေရလဲဘာဖြစ်လဲတမိသားစုတွေပဲလေအကုန်သိနေတော့တယောက်ကိုတယောက်ကာကွယ်ဖို့ပို့စင်းပြေတယ်ကိုသွေးအတွက်သာတော်တွေးပါဟင်မိုးထက်တွေးဝေးသွားတယ်ညိုသွေးကသူ့ရောက်ခမဥပူရဲ့သွေးမဟုတ်ဘူးလားဂျိုတက်ထားတဲ့ကလေးဆိုတော့နောက်ပြီးကိုသွေးအတွက်သာကိုတွေးဆိုတာဘသူ့ကိုပြောတာလဲညယုံလားညယုံကဒေါခင်လွမ်းအရင်အိမ်တော်နဲ့ပါလာတဲ့သမီးမဟုတ်ဘူးလားသူမှစကားတွေကိုဆက်ပြီးမျက်စိလဲနေတယ်ဥပဝါဒေါခင်လွမ်းရဲ့ဗယံပရာစကားကြောင့်စိတ်ပြန့်ဟန်နဲ့အဲ့ဒီနေရာထားတယ်မင်းကွာမိသားစုချင်းလေသားသမီးရှိပြောတင်တာရှိတယ်လို့ဇနီးမယားခင်မိုးရှိပြောတင်မပြောတင်စကားတွေရှိတယ်ကွနှုတ်ဖွားတယ်ဆိုတာမကောင်းနှုတ်စည်းတယ်ဆိုတာအလက်ကမဟုတ်ဘူးကွဒီစကားပြောပြီးအိမ်ပေါ်ကနေဆင်းသွားတယ်ဒေါခင်လွမ်းနှက်ခမ်းကိုမေ့မျက်စောင်းထိုးကြည့်ပြီးမိုးထက်နဲ့မြယုံတို့ပဲလှည့်ပြီးသူ့ပဲတီသူ့ပဲတက်ဆရာကြီးမိသားစုချင်းအဲ့ဒီလိုသာထိမ့်သိမ့်နေဒါမိသားစုဟုတ်မလားမိမိဖေဖေကညိုသွေးကိုတနာစိတ်ပြန်ဝင်နေရထင်တယ်အိုးပူမနေနဲ့သူ့တန်တရားစိတ်ကြောင့်ညိုသွေးဒီအိမ်ပြန်ရောက်လာစရာမရှိဘူးဒီကောင်မအတိတ်ကိုသတိမရဘူးပဲလို့တယ်ညိုသွေးကအဖေသမီးမဟုတ်ဘူးလားမေမိုးထက်ကတိကျင်စိတ်ကိုတေချာစွာအတီးပြုဖို့မေးတော့ဒေါခင်လွမ်းကဖြေဖို့ပြုတဲ့ချိန်ညယုံကမိမိဖေဖေစိတ်ဆိုးသွားပြီထင်တယ်နော်တခါတလေမိမိကလေကိုပြောချင်တာပဲသိတယ်မိုးထက်ကိုမသိစေချင်စွာစကားလမ်းကြောင်းပြောင်းနေညိုသွေးကြောင်ဘာဖြစ်တယ်ဆိုတာဂယုဆိုင်လို့မဟုတ်ဘူးသူ့အကြောင်းဆက်ပြီးတော့သိမှမလို့ခြင်းမိမိကဒါတွေတွေးမိဖို့မရဘူးစကားတွေဆက်ပြီးမေးလိုက်ကို့ထုတ်တွေပါဖြီးပြနေရမယ်မိုးထက်ကိုပုံစံခုနမိမိပြောသွားတာတွေကိုကြားရဆက်တွေးနေပုံသတိထားမိတယ်။အိုတော့သူစိတ်ဆိုးတော့အေးစိုက်เสียတာငါမှားတာတွေပြောနေရမှာမဟုတ်ပဲမိမိကလေအဲ့ဒါပဲဒါကြောင့်ဖေဖေဒီလိုပြောတာတော့ပြီဒီအကြောင်းမပြောနဲ့တော့တခြားသူကြားသွားလို့သတင်းပြန့်သွားရင်လည်းမကောင်းမိုးထက်ကအမေနဲ့သမီးစကားချေတင်ကြောင့်သူသိကျင်တာကိုစက်မမေးတော့ဒီအချိန်အိမ်လေကားကနေလူတယောက်ပြန်ဆင်းသွားတယ်ဒါကိုသူတို့မသိနိုင်ဘူးဒီသူကမိုးယူပါအမေဖြစ်သူပြောထားလို့မိုးထက်ကိုလင်းမယားကိုလာခေါ်ခြင်းပဲညိုသွေးကြောင်ပြောနေလို့မထင်မဖဲနားထောင်နေရ
သူတို့ပြောသမျှအကုန်သိနေရတယ်ဆိုရင်ပုံမှန်နေဥပ္ပူဆင်းလာတော့ရှောင်ချိန်မရလို့လေကားကွယ်မှာရက်ပြီးပုံးလိုက်ရတယ်ဒီမိသားစုအရှုပ်ထွေးရဘာတွေလဲမောင်ဖြစ်သူအောင်ဒီအရှုပ်တွေကိုသိနေရလားဒီအရှုပ်ထဲမောင်ဖြစ်သူပါနေရလားသူတို့စကားတွေရသူတို့တွေညိုသွေးပုံမကောင်းခဲ့ကြဘူးလူတွေအမြင်ညိုသွေးအမြင်မှာကောင်းကျင်အောင်ဆောင်ခဲ့ကြတယ်ဒါပေမဲ့နောက်ွယ်မှာဓာသွေးနေကြတဲ့လူစုတွေဥပ္ပူကတော့သူ့လုံရက်အတွက်နောင်တရကျင်နေတယ်လို့ပုံစံမျိုးနေစမ်းမအောင်ဒေါခင်လန်းပြောတဲ့စကားရှိသေးတယ်ညိုသွေးကဥပ္ပူကျိုးတက်လိုက်တဲ့ကလေးတဲ့ညိုသွေးကဥပ္ပူသမီးမဟုတ်ဘူးပေါ့ရှူပါဒေါခင်လွန်းကိုအတော်အံ့ဩကြောက်ရွံ့မိတယ်အရှင်ကမြယုံမျက်နှာသာမပေးလို့သူတို့ညီမတွေအံ့ဩပြီးပြောခဲ့ကြသေးတယ်အခုမှမျက်နှာဖုံးခွာချချိန်သိနေရတော့ဟန်ဆောင်မှုတွေတဲ့ဘာပဲပြောပြောညိုသွေးကကို့အမရဲ့သမီးကို့တူမလေးဒီအမဆိုတာမမေပြောပြချက်အရဆိုရင်ဒီအမဆိုတာမမေပြောပြချက်အရဆိုသူတို့သားမိတွေပေါ်ကျေးဇူးတွေရှိခဲ့တဲ့သူလင်ယူကလေးတယောက်ရပြီးလင်သေးရဲ့ချိန်ဒုက္ခရောက်တော့ညိုသွေးအမေကပဲခေါ်ယူပြီးကျွေးမွေးစောင့်ရှောက်ခဲ့တယ်တဲ့မမေကတငယ်ချင်းဖြစ်တဲ့ညိုသွေးမေမေကိုညီမဖြစ်သူဒီအတိုင်းကူညီဖို့ပြောပြီးအိမ်ခေါ်မတင်ဖို့ပြောတော့ပြောတာနားမထောင်လို့မမေစိတ်ဆိုးပြီးစကားခေါ်ပြောမလုပ်တာအတော့ကြတယ်နောက်ပိုင်းညိုသွေးကြောင့်သာစကားခေါ်ပြောပြန်ရှိခဲ့တာဖြစ်တယ်မမေကညိုသွေးကိုတော့တော်တော်ချစ်တယ်ညယုံကမမေအချစ်ခံရအောင်ကြိုးစားပေမဲ့မမေကအဖက်မလုပ်ဘူးနောက်ွယ်မှာမမေအမြဲပြောတယ်ဗီဇတရေမကောင်းတဲ့သူမပတ်သက်ချင်ဘူးလို့အမြဲပြောတယ်မမေကမောင်လေးကိုညိုသွေးနဲ့ရီမန်းထားတာဒါပေမဲ့ကံကြမ္မာကိုနိုတယ်လို့မဖြစ်ဘူးဆိုတာလက်တွေ့ပြခဲ့တယ်မမေသိချစ်တဲ့ညိုသွေးကပျောက်ချင်းမလားပျောက်သွားပြီးထင်မှတ်မထားတဲ့ဖြစ်ရက်ကိုမောင်လေးကလှုပ်လိုက်တယ်မမေသိတ်မုံနဲ့မြယုံလက်ထပ်ဖို့ပြောလာတယ်ကြားကြားချင်းမမေလျှော့ရပြီးသဲတန်ကန့်ကွက်ပေမဲ့ခေါင်းမာတဲ့မောင်လေးကြောင့်မိသားစုရဲ့အဖူးထစ်တွေမရှိစေချင်တဲ့ဖေဖေကမမေကိုနားချပြီးလက်ထပ်ပွဲစီစဉ်ပေးခဲ့တယ်ဒီအချိန်လေးကမမေကမောင်လေးနဲ့မြယုံစကားမပြောတော့အခုညိုသွေးကိုသွားရှာတဲ့ခရီးကနေပြန်လာချင်းနှစ်ယောက်လုံးတွေးဖို့ပြောတယ်ဘလို့အရှုပ်ရှင်းဇက်ရှုပ်တွေရှိနေရလဲယူပါအိမ်ကိုခက်သက်ပြန်လာတော့အိမ်ရှိမှအမိုက်သိမ်းနေတဲ့မမတော်တာကိုတွေ့တယ်တော်တာတွေ့ခဲ့လားယူပါအမဖြစ်သူနာသွားပြီးတွေ့ခဲ့တယ်ယူပါတွေ့တာသူတို့ကမတွေ့ဘူးဟဲ့ယူပါနေစကားကဘာတော့မိမိခေါ်လို့သွားခေါ်ခိုင်းတာအခုမခေါ်လာဘူးလားမခေါ်ဖြစ်ဘူးမမတော်တာယူပါပြောတာနားထောင်ကိုပြောချင်တာပဲစုမပြောနဲ့အေးပြောပါလေမိမိခေါ်ခိုင်းတာအကြောင်းပဲမဟုတ်ဘူးပြဿနာရှိနေတယ်တော်တာမျက်လုံးပြူပြီးနင်ဘာသိနာလို့လဲမိုးယူပါသူကြားသမျှအမဖြစ်သူကိုပြောပြတော့တော်တာပါဇက်လေးဟပြီးအတန်မထွက်တော့ညီမဖြစ်သူမျက်လုံးနဲ့သာကြည့်ပြီးညဝန်းစကားပြောနေတယ်ဒီမိသားစုကညနေဖုံးနေနေပါလားဆိုတဲ့အတီးကသူ့ကိုကြက်သိမ်းထစေတယ်ဒါဆိုသူ့မောင်လေးရောဒီမိသားစုရဲ့မျက်နှာဖုံးနဲ့အရှုပ်တွေတဲ့ပါဝင်နေတာလားတစ်ဆက်တည်းညိုသွေးအတွက်လေစိတ်မကောင်းဖြစ်သွားတော့တယ်ရှူပါညီပြောနေတာအမှန်ပဲလားဟင်မိမိညီမနှစ်ယောက်နောက်ကိုပြန်လို့ကြည့်ပြီးထိတ်နှံစွာခေါ်မိတယ်ဒေါ်ညိုညိုသိန်းမျက်နှာတင်းမှခတ်ထန်နေတယ်မိုးယူပါမျက်နှာငုံပြီးသူတို့ပြောနေကြတာကြားခဲ့တာမိမခင်လွမ်းအတော်ရှုံမာတဲ့မိန်းမဒါကြောင့်ဒင်းကိုအိမ်မော်ခေါ်မတင်မှုအတန်တန်တားခဲ့တာသူတော်ကောင်းမကြီးကအမကြီးအမိရတယ်လေခုတော့နောက်ကျောဓာတ်ထိုးရုံမကဘူးကြေးစွတ်တာမှလှလှပပပါလားသူ့လင်နွားကလေသမီးအရင်ကိုသမီးအရင်မှမသိလေကျူအထိုးခံရတဲ့သူဟာလူပြိုဘဝအတော်ကောင်းခဲ့တယ်ဆိုတော့ငါတငယ်ချင်းသူတော်ကောင်းမအောင်ဒီလိုမျိုးထင်ရအောင်ခုတော့ကိုသမီးမဟုတ်တဲ့သူသမီးထင်ပြီးသမီးအရင်ကိုသစိမ့်ထင်နေတဲ့ကောင်နေတို့အာကုသူတွေနေတို့ပြန်ပတ်နေတာပဲအမေဘာပြောနေရလဲတော်တာအမေပြောတာကိုနားမလည်လို့မိကုံးထုတ်တော့ဒေါ်ညိုညိုတင်းကတော်တာကိုကြည့်ပြီးအခုမပြောသေးဘူးအိမ်ကငမိုက်သားပြန်မလာသေးဘူးလားယူပါမခေါ်ခဲ့ဘူးလားမခေါ်ဖြစ်ဘူးမေသူတို့ဓာတ်တွေပြောနေကြတော့သမီးနားထောင်ပြီးဒီအတိုင်းပြန်လာခဲ့တာအေးပြန်လာရင်ငမိုက်သားနဲ့အမျိုးယုံမတမျိုးငါစီလွတ်လိုက်ပြောပြီးတော့အိမ်မော်တက်သွားတော့တယ်ဒီချိန်လေကနေအလုတ်သိမ်းပြီးပြန်လာတဲ့ဦးစွာဟဲ့သမီးဒီတို့မေဖေတော့ပြန်ရောက်တော့
နင်တို့မေတခုခုဖြစ်နေသလားလို့ယူပါအဖေဖြစ်သူလက်ကိုဆွဲပြီးမျက်နှာဟန်ပန်အမှုရာနဲ့နေခင်းလောက်ကပြန်ရောက်တာတခုခုဖြစ်သလားဆိုဖြစ်တာမှအကြီးပဲဖေကံကောင်းရင်အဖေပါညိမှာဥစွာအံ့ဩဟန်နဲ့ဟင်ငါအခုမှလေတွေကပြန်လာလေဘာမှမလုပ်မိပါဘူးအခုလောက်တာမဟုတ်ဘူးအရှင်ကလောက်တဲ့ဟာမောင်လေးယုံလေးကိုယူဖို့မမေကန့်ကွက်တာဖေဖေကရအောင်မင်္ဂလာဆောင်ပေးခဲ့တယ်မို့လားအခုပြည်ထနာမှာကံမကောင်းရင်ဖေဖေညိမှတေးကြပဲဟင်အခုကိစ္စတားငယ်တို့လင်မယားနဲ့ပတ်သက်နေလို့လားယူပါကောင်းချင်းပြပြီးသူကြားခဲ့တာတွေပြောပြတယ်ဥစွာပါဇက်ကြီးဟာပြီးဟေးအဲ့ဒီလိုကြီးလားကိုပူထင်မထားဘူးအသွေးကကို့သွေးမဟုတ်ရင်တော့ငယ်တဲ့ကကိုကြည့်ခဲ့တဲ့တာသမီမဟုတ်ဘူးလားနေစမ်းမအောင်ဒီကိစ္စမှာနင်တို့မှပါနေရလားပါနေတယ်လို့ပဲဖေအမေကငမိုက်သားကြီးပြောနေတာယုံလေးကိုလည်းအမျိုးယုံမှသမီးတဲ့စိတ်ညစ်တယ်ဖေရဲ့အိမ်မှာဒီလိုပြဿနာတွေမဖြစ်စေချင်ဘူးငါလေးစက်ကွင်းလွတ်ပါမလားပဲကဲနင်တို့မေအချင်းနေသွားကြည့်အောင်မေပြောပြီးတော့ဥစွာသူမိမစီကိုသွားတယ်ညီမနှစ်ယောက်ကအမိုက်တွေမီးရှို့လက်စတက်ပြီးမီးကိုရေနဲ့တက်ပြီးတော့အိမ်မော်တက်လာတယ်ဘာသာများကြားမလဲနားဆွင့်ပေမဲ့တိတ်ဆိတ်နေရကြောင်းညီမနှစ်ယောက်ညနေစာပြင်ဖို့အိမ်နောက်ဖေးမိဖို့ဆောင်သွားတယ်ဒီအချိန်အိမ်ပြန်လာတဲ့မိုးထက်ကိုလင်းမယားကိုမိဖို့ပြည်ရင်ကလှမ်းမြင်လို့လက်ခုပ်တီးလှမ်းခေါ်ပြီးလာခဲ့ဖို့အမှုရပြတယ်မိုးထက်ကိုလင်းမယားမိဖို့ခံနေဝင်လာပြီးဘာလို့ဖို့လဲမမတော်တာယူပါနင်ပြောလိုက်လေယူပါပဲရီရေးစိန်နေရတော်တာကိုကြည့်ပြီးမိုးထက်ကိုအကြည့်ပို့ပြီးတော့မိမိပြန်ရောက်နေပြီနင်တို့လင်မြောက်ပြန်ရောက်တယ်ရှာနေရသွားတွေးလိုက်အောင်မိမိကအရေးကြီးလို့လားမသိဘူးလေနင်တို့သွားရင်သိရမှာပေါ့မိုးထက်ကိုလည်းဇဝေးဇဝါမျက်နှာနဲ့ယုံလေးလက်ကိုဆွဲပြီးမိဖြစ်သူစီကိုလာတယ်မိမိတားပါမိမိခေါ်ရဲဆိုလို့သူအတန်ပေးခေါ်ပေမဲ့အထက်ကဘာမှပြန်ပြောတန်မကြောက်ဒီအချိန်အခန်းတကားပွင့်လာပြီးပြင်းထန်တဲ့အားနဲ့ရိုက်ချက်ကြောင့်သူ့မျက်နှာလဲထွက်သွားတယ်မထင်ထားတဲ့ဖြစ်ရမှုလူကတော်ခံလိုက်ရတယ်တစ်ဆက်ထဲမှာပဲငမိုက်သားမိုက်နင့်လိုသားမျိုးမွေးမိရဲ့ငါ့ကူငါလည်းဒေါသထွက်မဆုံးကိုရှားရလိုက်ရင်အရမ်းနာသွားလားညယုံကသူ့ယောက်ျားကိုစိတ်ပူစွာမေးတယ်ဦးစွာကလည်းပြန်လာတဲ့စကားတခုမှမပြောဘဲငြိမ်နေတဲ့သူမိမတကားခောက်တန်ကြတော့ထသွားပြီခုလိုလောက်တာမြင်တော့မိမဘာလို့လဲစိတ်လျှော့ပြီးတော့အကျိုးအကြောင်းပြောမေးနေခုလိုမလုပ်ပါနဲ့မိသားစုချင်းတွေလေကောင်းကောင်းမေးပြောလို့ရတာပဲဒေါ်ညညိုသိန်းဦးစွာကိုခက်မမလှည့်ကြည့်တော့ဦးစွာခေါင်းငုံသွားတယ်သူမိမဒေါသသူ့အသိဆုံးပဲလူဖြောင်းစိတ်တူသမားဒေါသထွက်ရင်ထိမ့်မရဘူးအမျိုးယုံမှသမီးအမျိုးယုံမှနေငါမျက်စိရှိရထွက်သွားငမိုက်သားနေကိုငါမေးစရာတွေအများကြီးပဲညယုံလက်ညှိုးထိုးပြောဆိုပြီးမိုးထက်ကိုပါတခါတည်းပြောတယ်ညယုံကြမ်းတမ်းလို့နဲ့ဒေါ်ညညိုသိန်းစကားကြောင့်အသားတွေတစ်ဆက်ဆက်တော့အောင်နားသွားတယ်ဘာတဲ့အမျိုးယုံမှသမီးအမျိုးယုံမှဆိုလားဘလောက်စိတ်တူတူလူတစ်ဖက်သားကိုဒီလိုမပြောတဲ့နာဒီအဖွားကြီးမသိဘူးလားသူ့ချွေးမဆိုစေရောဒီလိုပြောဆိုတာမျိုးကတစိမ့်ရင်သီးရိုင်းပြလွန်းနေရအမှန်ပဲညယုံချက်ချင်းမျက်နှာစုပ်ပုတ်ပြီးအခန်းထဲကနေစောင့်အောင်ပြီးထွက်သွားတယ်မိုးထက်ကသူ့မိဘာဖြစ်လာတာလဲဘာပြဿနာကြောင့်သူ့ကိုဒီလိုဆက်ဆံတာလဲဆိုတာကြိုးစားတွေးပေမဲ့တွေးမရဘူးမိဘာတွေဖြစ်လာလဲအေးဘာတွေဖြစ်လာတာလဲပြောရသေးတာပေါ့မဘက်ပါလို့မိုက်ဖက်ပါတဲ့ကောင်နင်အသွေးပေါ်ဘာလို့ဒီလိုလောက်တာလဲပြောရင်အဖျားခန့်တုံရင်ပြီးငိုတန်ဆွတ်သွားတယ်ဦးစွာသူမိမပြောတာနားထောင်လိုက်သားမျက်နှာကြည့်နိုင်နေစကားတွေကိုနားလည်နိုင်ဖို့ဆက်နေတယ်မိုးထက်ကအမိစကားကြောင့်ရင်ထဲထိတ်ကနေဖြစ်သွားပြီမေဘာမှမသိဟန်သူ့မျက်နှာကိုပြန်ပြီးအသွေးဟုတ်လားမေအသွေးဘာဖြစ်လို့လဲတားဘာလို့လဲဘာမှမသိဟန်မျက်နှာဘေးနဲ့ပြောနေတဲ့တားဖြစ်သူကိုကြည့်ပြီးဒေါ်ညညိုသိန်းအသေးတွေတရားရနဲ့ထပြီးတော့စိတ်ရှိနှက်ရှိထူရိုက်ပြစ်ချင်စိတ်မနှဲထိန်နေရတယ်နင်အဲ့ဒီလိုတော့ဖြစ်နေပြီလားမိုးထက်ကိုအဲ့ဒီအယုဒ္ဓမမိသားစုတွေအတိုင်းထက်တူဖြစ်နေပြီလားနင်ကိုမွေးထားတဲ့ငါအမေကိုတော့နင်ကလှည့်စားကျင်နေရလားမိုးထက်ကိုဆိုတဲ့သူ့နာမည်ကိုအစအဆုံးခေါ်နေပုံထောက်တော့သူ့အမေသူ့ဘော်တော်စိတ်ဆိုးနေမှန်းသိလိုက်တယ်မိမိဘာတွေသိနာလို့ဒီလောက်ဒေါသထွက်နေရလဲအမေဘာပြောနေရလဲအမေပြောနေတာဘာမှမသိဘူးအေးမသိရင်ပြောပြရတာပေါ့အသွေးရေထဲကျသွားတာ
နင့်ကြောင့်ဆိုနင့်ကြောင့်ကြသွားတာတဲ့အသွေးခမရဒါကိုပြောပြီးငိုလိုက်တာထင်မထားဘူးနင်ဒီလိုလုပ်ရမယ်လို့လုံးဝထင်မထားဘူးဟင်အသွေးသတိပြန်ရသွားပြီလားသတိရပြီထုတ်ပြောလိုက်ပြီဆိုတော့သူရှောင်လို့မလွတ်နိုင်တော့ဘူးအသွေးပြောတာလားသူဘာမှမသိဘူးဆိုဒါကဘာလို့လုပ်ရမှာလဲမေမေအသွေးအတိမားတာဖြစ်မှာပါမေမေသိချမေးလားစကားဝေးလေကြောင်ပန်လုံနေတဲ့သားဖြစ်သူဒေါ်ညူညူတင်းစိတ်ထဲရွှန်းရှာလာတယ်ကိုသားကဒီလိုလူစားဖြစ်နေတာရှင်းတာမဆုံးသူ့ဘက်ကအစုံမှညံ့ခဲ့လို့လားသူ့ဘက်ကလိဟာမှုမဟုတ်တာသိကြတယ်သူ့သားကိုဒီလိုလူစားဖြစ်အောင်သူမပြောထောင်ခဲ့တာသိကြတယ်အဓိကလူပေါင်းမှားခြင်းလိုပဲကောက်ချက်ချရမယ်မိုးထက်ကိုရဲ့ငါနင့်ကိုကြည့်ပြီးရင်တွေနားလိုက်တာဟဲ့ငါနင့်ကိုဒီလိုမပြောထောင်ခဲ့ပါဘူးနင့်စိတ်တက်တွေဒီလောက်အောက်တန်းကျနေရလားဟဲ့မိမပြောနေတာသိကြလားအမှန်တွေလားဥစွာဝင်ပြီးတော့ဒေါ်ညိုညိုအင်းယူကျုံမရတဲ့မျက်နှာနဲ့သူ့ယောက်ျားကိုကြည့်ပြီးခေါင်းငိမ့်ပြတယ်မိုးထက်ကရအောင်ညီမှုတွေးထားပြီးမိသူ့အမေကတော့ဒါမှဒါတတိချပြောနေရကြောင်းရုံးထွက်ဖို့မလွယ်မှန်းသူ့စိတ်ထဲသိနေတယ်မဟုတ်ဘူးမေဒါအသွေးနဲ့တွေ့မယ်သူစိတ်တွေထွေပြီးတော့မှားပြောတာဖြစ်မှာဘာမှစိတ်မထွေဘူးသူတေချာပြောလိုက်တာနေယောက်ျားမဟုတ်ဘူးလားမိုးထက်ကိုဘာလို့အသွေးပေါ်ဒီလိုလောက်တာလဲနေယောက်ျားဆိုရင်အမှန်တရားကိုငါ့ကိုပြောပြဟဲ့ကောင်မင်းယောက်ျားမဟုတ်ဘူးလားအမားလောက်ထားပြီးဝင်မခံရဲအောင်မင်းထမိန်ဝစ်ထားလားဥစွာသူ့သားကိုလေးတန်းမမာနဲ့ဝင်ပြောတယ်အဖေဖြစ်သူပါဝင်လာပြီမို့သူစက်ညင်းဖို့မရဲတော့သူ့မိရဲ့တေးချနေမှုသူ့စကားတွေကခြေဖြတ်ဖို့မစွမ်းတာတော့ဘူးဆိုတာရှိတ်စားမိလာတယ်နောက်ပြီးသူအခုလိုမျိုးမိဘပေါ်လိန်ညာမှုမျိုးတခါမှမလုပ်ဘူးလို့မင်းသေးသေးနဲ့လိန်လေမှုသူ့အနေနဲ့ကြာရှည်ဟန်ဆောင်မထားနိုင်ဘူးအသွေးကမင်းကိုဘာပြောလိုက်လို့လဲနေငါ့ကိုမေးခွန်းလာမထုတ်နဲ့နင်ဘာလုပ်ခဲ့တယ်ဘာကြောင့်လုပ်ခဲ့တယ်ဆိုတာကိုပြောမိုးထက်ကိုခေါင်းကိုက်ဆိုင်ကျသွားတယ်ဒီအလေပဲခရီးမှာအသွေးနဲ့အတူညယုံပါတယ်လို့ရွာကိုတူတူပြန်ရမှာမို့သူတို့နဲ့လိုက်ခဲ့ဖို့ခေါ်တာကြောင့်လိုက်သွားခဲ့တယ်သူနဲ့ညယုံကချစ်သူတွေအသွေးကစိတ်ထားကောင်းတယ်လို့ငယ်ငယ်လေးကခင်နာသူမှုသူအသွေးကိုခင်လဲခင်တယ်လို့ချစ်လဲချစ်တယ်ညယုံကတော့ဒီလေးလွမ်းတားဖိနေတာရောသူ့ပေါ်ညယုံကတွေ့လွန်းတာရောပေါင်းပြီးတနာတာနဲ့ညယုံရဲ့တိမ်ညွမှုတွေမှာတာယာမိတာပါပေါင်းပြီးချစ်မိသွားခဲ့တယ်ဒီတော့ပြဿနာဒီမှာစတော့တယ်အသွေးနဲ့သူ့ကိုမိမိကရီမန်းထားတာသိတဲ့ညယုံကဒီကိစ္စကိုခဏခဏစကနာထိုးပြီးသူ့ကိုပြဿနာရှာလာတယ်မျက်ရည်ကန်ထိုးပြီးတနာစဝေပြောပြောတတ်တဲ့ညယုံကြောင့်သူ့ရဲ့ပေါ်ဂယုဆိုင်မှုတွေကိုသူ့မှာသတိထားခဲ့ရတယ်ဘာစိတ်မှမရှိတဲ့သူရတော့ဒါတွေကိုသတိပြုမိပုံမရဘူးတကယ်တော့အဲ့ဒီနေရအသွေးကိုဒီလိုလုပ်ဖို့အစီအစဉ်ရည်ရွယ်ချက်ဘာမှမရှိဘူးဒါပေမဲ့ကျမငင်ကျင်တော့အသွေးနဲ့သူစကားပြောနေတဲ့ချိန်ပျော်နေလားသွေးနောက်နေ့ကျရင်ဒီလိုမျိုးအလဲသွားမယ်နော်သူစကားမဆုံးခင်မှာပဲအသွေးရဲ့ပခုံးကိုလက်နဲ့ပုတ်ဖို့ပြင်းနေတဲ့သူ့ရဲ့လက်ကိုတစုံတယောက်ကအားနဲ့စောင့်တွန်းလိုက်တယ်လို့မို့သူ့လက်ကအသွေးကိုတွန်းလိုက်မိတယ်လို့ဖြစ်ပြီးမထင်ထားတဲ့အနေအထားမှုအသွေးအထင်းကိုမဲ့ပြီးလန့်ကျသွားတယ်ဖြစ်နိုင်မှုခဲရင်ပေမဲ့အားပြင်းတာမို့သူ့ကိုလှည့်ကြည့်တဲ့ချိန်မထင်မှတ်စွာပြုတ်ကျသွားတဲ့အသွေးကသူ့ကိုမယုံနိုင်စွာနောက်ဆုံးကြည့်သွားခဲ့တာဒီနေ့ထိမှတ်မိနေတယ်အသွေးရက်နေတဲ့နေရာလက်တန်းပေါင်အစွန်းနေရမှုကန်တရားမြယုံဘက်ပါနေသလားသူအော်ဖို့ပြင်းတဲ့ချိန်သူ့ပါဇက်ကိုမြယုံကလှမ်းပိတ်တယ်သူရှိနေတဲ့နေရာလူရှင်းတယ်လို့လူတွေကသူ့အာယုံနဲ့သူ့မှုရုတ်တရက်ဖြစ်သွားတာကိုသတိမထားမိဘူးရေထဲကြတန်ကြမှဘာဖြစ်တာလဲဆိုပြီးထားကြည့်တယ်ဒါပေမဲ့ကန်းနဲ့ဝေးတာရောမြေစိတ်ကလူတွေတွေ့ပြီးအဲ့ဒီနေရာကိုလှေနဲ့လာတာကိုမြင်တာရောလူကြတာလားဘာကြတာမှတေချာမသိရလဲပါလို့ကြာသွားတာကိုမစုံစမ်းတော့ပဲခရီးဆက်ခဲ့တယ်ဘာကြောင့်လဲဆိုတော့သူတို့ကလည်းတခုံးမှမဟာပဲနှုတ်ပိတ်နေခဲ့တာကိုရေထဲကျသွားပြီးချက်ချင်းပြန်ပေါ်မလာခြင်းကအသွေးကန်ဆိုးသွားတယ်ပဲမြင်တယ်မြေစိတ်ကလူတွေကတော့လူကျသွားတာကိုသိပုံရတယ်လို့သူထင်တယ်ရေထဲကျသွားတဲ့အသွေးကိုမေပြုံးနဲ့ကြည့်နေတဲ့မြယုံဒီအချိန်ကသူ့စိတ်ထဲလန့်တယ်လို့ခံစားမိတယ်သူဘာမှမပြောဘူးတားလို့သာနှုတ်ပိတ်နေခဲ့ရပေမဲ့ဒီအချိန်ထဲကနေသူတရက်မှစိတ်မချမ်းသာခဲ့ဘူးအသွေးပေါ်အပြစ်ကြွေးတင်တယ်လို့ခံစားချက်နဲ့
နေရက်တွေကိုသူဖြတ်တန်းခဲ့တယ်ဆိုရင်ပုံမှန်နေညယုံချစ်တဲ့စိတ်နဲ့ညယုံကြိုးဆွဲရသူကခဲ့တယ်ဆိုပေမဲ့တနေ့မှသူမပြောခဲ့ရတော့အမှန်ပဲမိုးထက်ကိုအဖြစ်ပြက်တွေကိုပြောပြရဲ့ချိန်မောသွားဟန်နဲ့ခဏနားတယ်သူ့မျက်လုံးထဲမှာမျက်ရည်ချိုဝေ့နေတယ်ဒေါ်ညိုညိုတင်းကသားဖြစ်သူယူကျုံမရဟန်ကြည့်ပြီးနေစိမ့်လိုက်တာနော်နေစိမ့်လိုက်တာနေနှလုံးသားရောရှိရဲ့လားဒီအတိုင်းပါဇက်ပိတ်ပြီးကြည်နေခဲ့တာဘလို့စိတ်မျိုးနဲ့နေနိုင်ရက်တာလေနွားမနွားစစ်စစ်ဒါကြောင့်အသွေးမှတ်ညံတွေကနင်တို့အကုန်လုံးမေ့ပြစ်လိုက်တာ哦တနောက်သူ့ဘောရက်ဆက်နိုင်တာကိုသိသွားခဲ့တာနင်တို့သူ့မှတ်ညံနဲ့မေ့ပြစ်လိုက်တာအစမ်းမဟုတ်ဘူးဒါတေချောင်းကြံစီမှုပဲမိုးထက်ကိုနင်ဘလို့လုပ်မလဲပြောအသွေးမကြည်နဲ့လို့တရားစွဲနင်ဘလို့ရင်းဆိုင်မလဲမိုးထက်ကိုဒေါ်ညိုညိုတင်းကိုထိန်းနှံစွာကြည့်တယ်သူဒီအထိမတွေးထားတာမို့ဒီစကားကြားတဲ့ချိန်သွေးပြတ်သွားတော့တယ်ဟင်ဒါဆိုရှုံတို့ဘလို့လုပ်မလဲကိုဒါပေမဲ့ဒီလောက်ကြာနေပြီတရားစွဲလို့ရသေးလို့လားမရဘူးလို့ရုံဘသူပြောလဲကြာတဲ့နှစ်ကဘလောက်ရှိသေးလို့လဲရှုံမိမိကတော့အသွေးလှုပ်တယ်လို့ခံနဲ့ဟင်မခံနိုင်ပါဘူးရှုံတို့ဘလို့လုပ်ရမလဲခုမမေကခုထိအသွေးဘက်ကနော်ရှုံတို့ကသူ့သားနဲ့ချွေးမလေးကိုသွေးသားဘက်ကမပါပဲသူနဲ့ဘာမှမတော်တဲ့အသွေးဘက်ကိုပဲပါနေတာရုံကိုအမျိုးတကယ်စိတ်ခုတယ်အသွေးကသူနဲ့ဘာမှမဆိုင်တဲ့သူလေရုံအခုကအဲ့ဒါအရေးမကြီးဘူးနော်အသွေးဘာလုပ်မလဲဆိုတာအရေးကြီးတာဒါဆိုဘာလုပ်ရမလဲအသွေးကအကုန်သိနေပြီဆိုတော့မမေနဲ့ဖေဖေကိုဒီအကြောင်းပြောပြရအောင်ညယုံဥပ္ပိုလ်နဲ့ဒေါခင်လွမ်းစီကိုသွားပြီးပြဿနာအရေးကြီးနေပြီအမေကို့အမေမနေ့ကပြန်ရောက်လာပြီပြဿနာတွေကပါလာတယ်အမေရုံမင်းစကားပါလေမမေကဘာကိုပြဿနာတင်လာမှာလဲဒီကိစ္စမမေလောက်ထားတဲ့ကိစ္စမဟုတ်ဘူးမင်းစကားကိုစင်ကြင်ပြောညယုံကမျက်နှာမဲ့ရွယ်ပြီးမိုးထက်ကိုကြည့်တယ်နားမနေနဲ့ကိုခုကိစ္စကို့အမေတင်လာတာပဲမဟုတ်ဘူးလားဒီကိစ္စကိုတွေလောက်ထားတာလေဒါကိုမမေကပြဿနာဖြစ်လာမှာကိုတင်လို့ပြောပြတာလေဘာလို့မမေကိုဒီလိုပြောတာလဲညယုံလဲတော့ပြီနင်လည်းကိုယ့်ရောက်ခမကိုစကားပြောတာလေးစားမှုရှိကိုယ့်ယောက်ျားရဲ့အမေကကို့အမေပဲနင်စကားပြောတာအဆင်မပြေဘူးဒေါခင်လွမ်းကမိုးထက်ကိုရဲ့အမေပေါ်မခံမရက်နိုင်မှုကိုတတိထားမိပြီးသမီးကိုပြဿနာမကြီးအောင်ဟန့်တားတယ်အမေဖြစ်သူရဲ့ဟန့်တားမှုကြောင့်ညယုံပါဇက်ပိတ်သွားတယ်ဥပ္ပိုလ်ကစကနိုင်လူနေရနဲ့လူရင်းမရှာဘူးအသွေးရဘာလို့လဲသူ့ဟာသူဟိုမှာအေးဆေးနေနေရပဲခုကဘာကိစ္စဖြစ်လို့လဲဒီနိုဖေးအသွေးရအကုန်ပြန်မှတ်မိပြီတဲ့ပြန်မှတ်မိပြီဟုတ်လားအဲ့ဒါဘာဖြစ်လို့လဲဒေါခင်လွမ်းဒီစကားကြတော့မျက်စိမျက်နှာပြက်သွားတယ်ဥပ္ပိုလ်ကညိုသွေးရေထဲကျပြီးပျောက်ဆုံးသွားတယ်လို့ပဲသိထားတယ်ကျန်တဲ့ကိစ္စတွေကိုသိချမသိဘူးဒီတော့ညိုသွေးသတိရလာတယ်ဆိုတာကိုခုလိုဖြစ်နေတာကိုနားမလဲစွာမေးခွန်းထုတ်ခြင်းပဲဒေါခင်လွမ်းမျက်နှာပူပြန်တက်ပြီးဟေးသတိရတာတော့သွေးရဒုစီကိုပြန်မလာဘူးနော်စိတ်ကငါတို့ဘောသွေးအေးတာကိုကိုတော့သွေးသာဆိုရင်ဘာပဲဖြစ်ဖြစ်တော့တော့ခင်တွယ်တင်တာပေါ့ခုတော့သွေးအေးနေပုံများသူပြောတာမမှားဘူးဆိုတဲ့အကြည့်မျိုးနဲ့ဒေါခင်လွမ်းကပြောတော့ဥပ္ပိုလ်မျက်နှာမကြည်နဲ့တင်းကနေမှတ်မိတာတော့အိမ်ကိုမခင်တွယ်ပုံများကိုမိဘသွေးသားတွေစီပြန်မလာတာပဲကြည့်တော့ကိုပူကြီးတော်လဲတန်ရောစင်တွေတိတ်မထားနေနဲ့တော်အတွက်ပြောနေတာဥပ္ပိုလ်ဘာမှမပြောဘဲအပြင်ဘက်ကိုအကြည့်ပို့ထားတယ်ဒေါခင်လွမ်းမြယုံတို့လင်းမယားကိုညရိပ်ပြပြီးစက်မပြောဘူးပြောတယ်ညယုံတို့လည်းအထားပေါက်စွာခေါင်းငိမ့်ပြီးပြောလက်စကိုရက်ထားတယ်ဥပ္ပိုလ်ကအနားယူပြီးရှားရဲပြန်ဆင်းသွားမှဒေါခင်လွမ်းကနင်တို့ကလေနင်တို့ဖေကဒီကိစ္စကိုအသွေးပြောက်သွားတာပဲသိတာနင်တို့လှုပ်ထားတာဘာတစ်ခုမှသိရမဟုတ်ဘူးအဲ့ဒါနင်တို့ဖေရှိဒီစကားလာပြောရလားမေ့သွားလို့ပေါ့အမေရဲ့သမီးကိုလည်းစိတ်ပူပြီးတော့လာပြောတာအေးတေချာပြောစမ်းမသိရဘာပြောလဲအသွေးအကုန်မှတ်မိပြီမေအဲ့ဒါကိုကို့မေကအသွေးတရားဆိုရင်ခံကြတဲ့ကို့ပြစ်ကိုခံရတဲ့ဒါဆိုမသိနဲ့အကုန်သိသွားပြီလားမိမိအကုန်သိသွားပြီးတော့တားစိတ်ဆိုးနေတယ်ရှင်တို့ဘာဆက်လုပ်ရမလဲမေအသွေးဘာပြောလဲမသိမပြောပြဘူးလားမိုးထက်ကခေါင်းခပြီးတော့မပြောဘူးမေအသွေးတရားဆိုရင်နင်တို့ဘလို့လုပ်မလဲပဲမိတယ်သားတို့ဘာဆက်လုပ်ကြမလဲနေဦးသားရဲ့အမေတွေးကြည့်အောင်မေဒေါခင်လွမ်းပြဿနာဖြေရှင်းမှုညံညံနဲ့တွေထုတ်ပြီးအပြေးရှာနေတယ်မိုးထက်ကိုနဲ့မြယုံတို့နှစ်ယောက်တိတ်ဆိတ်စွာစောင့်နေတယ်
အမေစိတ်ထင်ပေါ့နော်တို့တွေအသွေးနောက်လိုက်သွားရအောင်အမေယူနေလားကိုတရားဆွဲမဲ့လူစီဘာကိစ္စလိုက်သွားမှလဲဟဲ့ဒီကောင်မမေထက်တလားကြည့်တယ်အသွေးရဲ့အားနဲ့ချက်ကစိတ်ပြော့တာပဲသူ့ဘောကောင်းပြပြီးအဲ့ဒီလူပေါ်သူများထက်ပိုကောင်းပေးတဲ့သူလေဒါကိုငါတို့အခွင့်ကောင်းယူရမယ်မိမေကဘလို့လုပ်ဖို့တွေးထားလဲဒီနိုဟေးဒေါခင်လွမ်းပြောပြတဲ့အကြံဉာဏ်ကိုနားထောင်ပြီးညယုံတို့လင်းမယားသဘောကျစွာခေါင်းငိမ့်နေမိုးထက်ကိုအနေနဲ့တရားတစ်ပေါင်ရင်ဆိုင်ရမှကြောက်လို့ဒေါခင်လွမ်းရဲ့အကြံကိုအားကိုးရတော့တယ်ပေစီအုံးပင်ကိုအသီးတင်အောင်အုံတက်ဆရာခေါ်ပြီးပြုတ်ပြမှုတွေလုပ်နေတယ်သူတို့ခြံကျဲကြီးတဲ့အုံးပင်ကြီးပဲ6ပင်9ပင်လောက်ရှိတယ်အုံတက်သမားအုံလက်တွေခုတ်ပြီးအုံးပင်ကိုလိုအပ်တာတွေပြုတ်လုပ်ပေးနေတယ်အုံလက်သမားခုတ်ချလိုက်တဲ့အုံလက်တွေကိုပေစီကယူစုထားတယ်အလက်တွေကိုအုံရက်တွေဓာတ်နဲ့တက်ပြီးတမျက်စီးနှုံးလို့ရတယ်အုံလက်6ကမီးမွေးလို့လည်းရတယ်အုံလက်တွေဆွဲယူပြီးတနေရာမှာစုနေတော့ခြံရှိရအရေးကြောင်လှမ်းကြည့်တော့လူ4ယောက်ရက်နေတယ်သူဒီသူတွေကိုကြည့်ပြီးသူ့မျက်နှာထက်သဘောမတွေ့မှုတွေဖြက်ပြေးသွားတယ်ဒီလူတွေဘယ်သူမှသူမသိဘူးသူ့စိတ်ထဲတော့ဒီလူတွေရဲ့ပုံသဏ္ဍာန်ကြည့်ပြီးသဘောမတွေ့တဲ့ခံစားချက်ကြီးစိုးနေတယ်သူအုံမင်ဘဝအုံတက်သမားကိုစိုးကြိုင်ခမပြီးရဲ့ထိလှုပ်ထားလိုက်ပြုံးချမ်းဝမှာဧည့်သည်လာလို့ကြုတ်သွားအောင်မယ်အေးပေစီစိတ်ချသွားငါလှုပ်ထားလိုက်မယ်ပေစီခြံတကားရှိရာလာပြီးရက်နေရဲ့လူစုဘာကိစ္စလဲခက်တီတီမျက်နှာထားလေးတန်နဲ့မေးတယ်ဒေါခင်လွမ်းကပေစီမျက်နှာပေါက်နဲ့လေးတန်ကိုသဘောမကျရင်မျက်နှာပေးနဲ့ပေစီကိုအကဲခတ်တယ်လို့ကြည့်ပြီးဒီမကောင်လေးဒီရဲ့အိမ်ရှင်တွေနဲ့တွေ့ကြလို့မင်းရဲ့အိမ်ရှင်ကိုခေါ်ပေးပါအောင်စွတ်ကျဲလက်ပြက်နဲ့ပစိုးစိုးဝတ်ထားတဲ့ပေစီကိုအလုသမားထင်ပြီးခက်မမလေးတန်နဲ့ပြောတယ်ပေစီမျက်မှောင်ကျုပ်ပြီးဒေါခင်လွမ်းကိုခက်မမကြည့်ပြီးတော့အိမ်ရှင်ကကျုပ်ပဲဘာကိစ္စလဲပေစီစကားကြောင့်ဒေါခင်လွမ်းတို့4ယောက်ပေစီကိုအစုံစမ်းကြည့်ပြီးအကဲခတ်ပြီးတဲ့နောက်ထင်မကြီးဟန်မျက်နှာပေးနဲ့ကြည့်ပြီးဒေါခင်လွမ်းကညိုသွေးနဲ့တွေ့ကြလို့ညိုသွေးလည်းမရှိဘူးနေသွေးလည်းမရှိဘူးပြန်တော့ဒီစကားပြောပြီးပေစီအထဲပဲပြန်ဝင်ဖို့အလို့မိုးထက်ကညီကိုခဏလေးပါအတိတ်မှညံမိနေတဲ့မိန်းကလေးစီကိုလာတာပါသူ့ရဲ့မိသားစုဝင်နေပါသူ့စီကိုလာတွေ့တာပါပေစီပြန်လှည့်လာပြီးသူတို့4ယောက်ကိုခြေစုံခြေစံကြည့်ပြီးလာတာစောမနေဘူးလားနောက်ကြမှလာပေါ့ခုကလာတာတားမြန်လုံးနေတယ်ရှေ့ကတတိတွေရပြီးအိမ်တော်ပြုတ်ကလေးမွေးပြီးမှလာလဲနောက်ကြပါဘူးဒီစကားပြောပြီး4ယောက်ကိုသဘောမကျတဲ့မျက်လုံးနဲ့ကြည့်တယ်သူ့စိတ်ထဲဒီ4ယောက်လုံးကသွေးသားမိသားစုလို့ဘလို့ပြောရှင်းရည်ဆက်ပေါ်ကောင်းတဲ့အရေးငွေတွေရှိဖို့မပေါ်ဘူးစိတ်ထားတန့်စင်သူတွေမဟုတ်မှန်းသူတို့ကိုရောင်ကိုဝါတက်တည်ပြနေတယ်ပေစီရဲ့ခက်ရွဲ့စကားကြောင့်ညယုံကအသွေးနဲ့တွေ့ကျင်တယ်လာတွေ့ရနောက်ကျတာမှန်ပေမဲ့အသွေးကမလိုလားနေလို့ခုလိုအချိန်နောက်ကျသွားတာဘယ်လိုလားမလဲသူ့ပုံမကောင်းတာဟင်မင်းဘာစကားပြောရလဲတော်ပါတော့မိမရေမောင်ရင်ဦးတို့သမီးနဲ့တွေ့ခွင့်ပေးပါကွယ်ပေစီအမှတ်မထင်ပြောလိုက်တဲ့စကားပေါ်အနာပေါ်ဒုတ်ကျသွားတဲ့ဒေါခင်လွမ်းကိုဥပဝဝင်ဟန့်ပြီးပေစီကိုလေပြေနဲ့စကားဆက်တယ်ပေစီသဘောမကျပေမဲ့ဒီကိစ္စတွေးတဲ့တယ်လို့ရှင်းတင်တာလဲရှင်းရမှာမို့ဘာမှထွေထူးထက်မပြောတော့ပဲခြံတကားဖွင့်ပေးပြီးတော့လာကျုံတော့ကလိုက်ခဲ့ရှေ့ကနေဥဆောင်ခေါ်သွားတယ်အပင်တွေအုပ်ဆိုင်နေပြီးတီးပင်စားပင်တွေနဲ့ပြည့်နေတဲ့ခြံကြီးကိုဝေဝဲကြည့်ရင်ပေစီနောက်ကနေလိုက်ပါသွားကြတယ်အိမ်ထဲဝင်တဲ့ချိန်အိမ်ရှိခန်းခုံမှာထိုင်ပြီးစကားပြောနေတဲ့ဒေါ်သေးမူရင်မောင်နဲ့ရှေးရည်ဆက်တို့ကိုတွေ့တယ်စီထမင်းနဲ့ငချောက်ပုတ်စားနေတဲ့သူတို့3ယောက်ကပကံလေးတွေကန်ရင်ဝင်လာသူတွေကိုကြည့်နေတယ်ထမင်းစားကမ်းမှမစားဘဲအိမ်ရှိခန်းမှာစကားပြောရင်းလွတ်လွတ်လပ်လပ်စကားလက်ဆောင်ကြပြီးအစာပြေစားနေကြတာဒေါ်သေးမူကအရင်ဆုံးလှုပ်ရှားလာပြီးဧည့်သည်တွေပါလားထိုင်ကြပါဦးစားလက်စပကံတွေကိုစပွဲပေါ်တင်ပြီးဖိတ်မှန်တကားပြူတယ်အေးစီငိမ့်ချမ်းနေတဲ့ရှေးရည်ဆက်ကိုကြည့်ပြီးညယုံမုံမိတယ်ရောက်လီရမှာကန့်ကောင်းလုံးသူအခုလဲအေးချမ်းပျော်ရွှင်နေလိုက်တာသူ့အိမ်သူ့ရာလားပဲကြည်စင်ပျော်ရွှင်နေတဲ့ရှေးရည်ဆက်မျက်နှာလေးကသူတို့မျက်နှာနဲ့မှုန်မိုင်းသွားတယ်တယောက်ချင်းစီရဲ့မျက်နှာကိုအသေးစိတ်အကဲခတ်နေတဲ့ပေစီကအားလုံးရဲ့စိတ်ပြောင်းလဲတွေကိုတွေ့မြင်ပြီးခက်မဲမဲလေးပြုံးလိုက်တော့တယ်ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရှင်းနာကျင်ပါတယ်နောက်လာမယ့်ပိုင်းကိုလည်းစောင့်မျှော်နားဆင်ပေးပါအောင်ရှင်
နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။